မင်္ဂလာပါ M Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတာတူရေးသားထားတဲ့ရှစ်စနီးရှစ်လင်ဆိုတဲ့စာအုပ်ရဲ့အပိုင်း6ကိုဖတ်ပြပေးမှာဖြစ်ပါတယ်နောက်တစ်စဉ်ခံစားပေးကြပါအောင်ခင်ဗျာထိုနေ့လွန်မြောက်ပြီးခဲ့သည့်နောက်3ရက်လောက်ကစ၍ကိုလာပိုတွင်အိမ်ကက်ရသည်မရှိဘဲထူထောင်အံ့သောဆေးပြည့်လိပ်လုပ်ငန်းအတွက်အပန်းတကြီးအလုံးရှုံနေတော့၏ဆေးလိပ်လိပ်သည့်ယုံအဖြစ်အသုံးပြုရန်9000တိတိပေးဝယ်လိုက်သောနှင်းပန်းလမ်းအတွင်းရှိအိမ်ကလေးကိုလိုအပ်သလိုပြင်ဆင်ရန်နှင့်ဆေးတုပ်ရန်ကိစ္စအတွက်ကန်ထရိုက်တဦးနှင့်ဆွေးနွေးတိုင်ပင်အနံလျက်အိမ်ဘက်သို့ပြန်လာခဲ့သောကိုလာပိုလေသူတို့တိုက်ကလေးအနီးသို့ရောက်မှပင်တစုံတရာသတိရသလိုဖြင့်အိမ်သို့မဝင်တော့ဘဲစတော့ဂိတ်လမ်းစီသို့တုတ်တုတ်ကလေးမောင်းထွက်သွားတော့၏ကားပေါ်မှဆင်း၍ပွဲရုံထဲသို့ဝင်လိုက်သည်ဆိုလျှင်ပင်ဟေးမင်းဘာလုပ်မှာတော့မောင်လာပိုဟုပလက်ကလထိုင်တွင်အဆန်သားထိုင်နေသောဦးညိုမောင်ကလှမ်းမိလိုက်သည်နှင့်။အော်တဝဲရမှားထားတဲ့ဆေးတွေကတ်တူနဲ့ဒီနေ့တင်ပေးလိုက်မလားလို့ပါ။ဦးညိုမောင်ကမူရုတ်တရက်ဘာမှမပြောသေးပဲကိုလှပိုဤတာဝန်ကျေပွန်မှုကိုသဘောကျသွားသလိုပြုံးရင်းမျက်မှန်ကိုရွှေ့၍မျက်လုံးတစ်ဖက်ကိုပို့လိုက်ပြီးမှအေးစောစောကပဲနော်ကရားကိုဖေဖေပို့ခိုင်းလိုက်ပြီးပါပြီကွာ။ဒီလောက်အလုံးရှုံနေတဲ့ကြားကမင်းသတိရနိုင်သေးတကူကွာ။ကဲမောင်လှပိုမင်းလုပ်ငန်းအတွက်သာမြန်မြန်ဖြစ်မြောက်အောင်ကြိုးစားပါကွာဒီပွဲရုံကိစ္စကိုမင်းကောင်းထဲမှာထည့်မထားနဲ့ဖေဖေကြည့်လို့မှာပေါ့ကွာဟုတ်လားထွေထွေထူးထူးပြင်မနာမှာမဟုတ်ပဲအဖေကိစ္စမရှိပါဘူးတနေ့တနာရီလောက်အချိန်ယူပြီးဝင်လောက်သွားလဲပြီးပါတယ်မဟုတ်ဘူးလေအခုလိုအခါမှာဗျာများနေရင်မကောင်းဘူးကွာအလုပ်တစ်ခုတည်းပေါ်မှာအာယုံတက်တက်ထားပြီးလုံးပန်းသွားပေါ့ဟုတ်ပလားပွဲရုံအတွက်ဘာမှပူမနေနဲ့နောက်4-50ရက်အတွင်းမှာပဲမောင်တင်းမောင်ရောက်လာလိမ့်မယ်ဖေဖေကိုကူညီလုပ်ဖို့ဘဲကိုတင်းမောင်လဲဖေဖေရွှေကျင်ကပွဲစားလားအေးရွှေကျင်နေမှာနေအရှိနေတိတ်မကောင်းလို့ရန်ကုန်မှာအလုပ်ရှိရင်ခေါ်ခိုင်းမှာဆိုပြီးဖေဖေစီစာရေးလိုက်တယ်ဒီမှာလဲကိုလုပ်ငန်းကအရှိနေပြောင်းနေပြီမို့အန်ကိုက်ဖြစ်သွားတာပေါ့ကွာဂိုင်းမင်းလုပ်เสียရှိတာတွေခေါင်းအေးတွားထားပြီးတွားလို့ရှိမောင်လာပိုကိုလာပိုလဲရှက်ရှင်းပင်လှည့်ပြန်ခဲ့၍အိမ်ရောက်လင်ရောက်ရှင်ရှစ်စနီးအားအာလုတ်တန်ရွှင်ရွှင်နှင့်ရောက်ခမကြီးစေတနာကိုဝေဝေဆဆာရှင်းပြနေပြန်၏။ကိုင်ကိုလာပိုထမင်းစားမှဖြင့်စားခုံကိစ္စအတွက်သွားဖို့ရှိန်ထားတာလည်းရှိသေးတယ်မဟုတ်လား။မြမြတင်နဲ့ဘေးချင်းရှင်ကတူမလေးကိုရင်ဝင်ပိုက်ထားရမှမနုကြီးဤလိုပြောလိုက်သည်နှင့်စားမယ်လေစားပြီးပြီးချင်းသွားကြတာပေါ့ဟုသောကိုလာပို၏စကားဆုံးသည်နှင့်မနုကြီးလည်းကိုလာပိုရင်ဝင်ထဲသို့ကလေးကိုလှမ်းပေးခဲ့ပြီးအောက်ထက်သို့ဆင်းသွားတော့၏အလိုလိုကစိတ်ကလေးမတိုးမတန့်ရှိနေရသည့်အထက်တွင်ကလေးကိုသူ့အားမပေးဘဲမျက်နှာချင်းဆိုင်ထိလူနီးပါးကုန်း၍ကိုလှပိုအားထိုးပေးသွားသည့်မနုကြီးအပြုတ်မှုကိုမြမြတင်အတော်ကလေးမကြည်မနှက်ဖြစ်လိုက်ရသေးတော့၏ဟင်းလက်ရှင်းထိလိုက်ရလဲမနှဲဘူးဆိုပြီးမြမြတင်ကကြောင်ကရန်အတွေးမှလက်ဆမတက်ရသေးမီဒီမှာမြကြီးကိုတို့လုပ်ငန်းကတော့တဖြောင်နဲ့တိုးတက်မဲ့အရေးနမိတ်တော့ပြနေတာပဲနော်ကြည့်ပါလားကိုပိုကစေးပြင်းလိပ်လုပ်ငန်းစိတ်ကူးတယ်ဖေဖေကလိုလေသေးမရှိလိုက်လျောတယ်ဟောစေးပြင်းလိပ်ပညာမှာဝိစာဘွဲ့ပေးထိုက်တဲ့မနုကြီးကလည်းအစင်သေးရောက်နေတယ်နောက်ပြီးပွဲရုံမှာဖေဖေနဲ့အတူတူကူညီဖို့လူကလည်းရှာတော့မရှာရဘူးအလုပ်ရှိရင်ခေါ်ခိုင်းမှာဆိုပြီးဖေဖေစီစာရေးတယ်ရွှေကျင်ကကိုတင်းမောင်လေဟုတ်လားကိုပိုဒါဖြင့်ဟန်ကြတာပေါ့နော်ထို့သို့နားထောင်၍ဤလိုပင်ဖြေလိုက်ရတော့လေမြမြတင်အဖို့နိုင်ရင်းသည့်စကားကိုများစွာစိတ်ဝင်စားလာပဲစောစောကမနုကြီးပြောသွားသောကိစ္စနှင့်ပတ်သက်၍သာလျှင်တစင်းဆာဆာတွေးနေမိ၏ဒီမှာကိုပိုဆေးလိပ်လိုက်တဲ့ခုံတွေပါတွေတွားမှားမဲ့ကိစ္စမမကြီးမပါရင်မပြီးတော့ဘူးလားယင်တို့လင်ပြက်ပြက်တသားမေးရင်လာမိဘေးကိုမြမြတင်ရင်ဆိုင်လိုက်ရှင်၏သို့တော်သူမမေးဖြစ်အဆိုပါစကလုံးများသည်လေချောင်းရင်းတွင်တစ်နေရာမှရှက်ရှင်းဆိုသလိုဝမ်းတွင်သို့ရှော့ကျသွားပြန်တို့၏ယခုကဲ့သို့တဝင်းတို့စိတ်ထားခြင်းဖြင့်ပြုံးစားကြီးဆွဆွဲတောင်စကားမျိုးပြောလိုက်ရမည်မှာမြမြအဖို့လွယ်ကူသောကိစ္စမဟုတ်ခိုးတို့ခိုးတယ်နှင့်မိမတိမလည်းတိကျခိုင်လုံပေမည်ဤလိုတွေးမိသည့်အလျောက်လဲထိုအတွေးကိုဖျောက်ကဒါနဲ့နှင်းပန်းလန်းကအိမ်အတော်ပြီးသွားပလားကိုပိုပြင်လို့ဆင်လို့ဘယ်ပြီးအောင်မှလဲမြရဲ့ဒီနေ့မှကန်ထရိုက်ပေးလိုက်တယ်9ရက်နဲ့အပြီးလုပ်ပေးမယ်လို့ပြောလိုက်ပြီးစင်စစ်ထိုမေးခွန်းမှာသူတိလို့သောကိစ္စတည်းရဲ့အတွက်ရည်ရွယ်ကပနာမခံမေးလိုက်ရှင်သာဖြစ်၏ဒီမှာကိုပိုဆေးလိပ်လိုက်တဲ့ယုံအတွက်ဆိုတာက
ဒီတိုက်အောက်ထက်ကိုသုံးလို့မဖြစ်ဘူးလားယင်ဖြစ်တော့ဖြစ်သားပဲဒါပေမဲ့ကလေးကလည်းငယ်သေးတော့ဆေးတွေဘာတွေမတင့်တော်တာတွေလည်းတကြောင်ပြီးတော့ဒီတိုက်အောက်ထက်ကိုဖြန့်ချီရေးအတွက်အလုတ်တိုက်အဖြစ်တီးတန့်ထားချင်တာလည်းတကြောင်ကြောင့်နှင်းပန်းလန်းကအိမ်ကိုဝယ်တာများရဲ့အခုမဝယ်လဲတနေ့တော့ဝယ်ရမှာပဲမဟုတ်လားဒီလိုလုပ်ငန်းမျိုးဆိုတာအလုတ်ကိုလူမမြင်လေကောင်းလေပဲများရဲ့မြတ်ကတော့ရွေချက်နဲ့ပြောတာပါအိမ်မကွာကြမ်းမကွာဆိုတော့ကိုယ့်လင်မျက်နှာကိုအမြင်မြင်နိုင်တာပေါ့ဤစကားသည်၄ပုံ၃ပုံလောက်သွားမှန်ပြီဖြစ်၏ကြံသောတပုံမှာဆေးလိမ့်လိမ့်သည့်ယုံတွင်ကိုကဲအုပ်ချုပ်ရန်ယာထားပြီးဖြစ်သည်မနှုကြီးနှင့်မမြင်ကွယ်ရာတွင်ဘာမဆိုဖြစ်နိုင်သည်ဟုသောပူပန်မှုကြောင့်တိုက်အောက်ထက်တွင်ပင်ဆေးလိမ့်ခုံထောင်စေလိုခြင်းဖြစ်၏အကယ်၍သာမနှုကြီးအနေထိုင်ပြီး၍စိတ်ထင်စရာမရှိပါကလင်းအလုတ်တွင်ဘာမျှဝင်ရှုပ်တယ်လို့ပြောမိလည်းမဟုတ်ပါပေဒို့နှင့်မကြမီပင်ကိုလပိုထမင်းစားရန်ဆင်းသွား၏နိုင်ဝက်လောက်အကြာတွင်မော်တော်ကားဆက်နိုးတန်ကြားရ၏ထိုအချိန်၌မြမြတင်သည့်ဂရင်ဘော်တွင်မရှိအိမ်ရှိဝရဏအနီးဆုံးပြတင်းပေါက်တွင်တကားကလေးအတာဟလျက်ထွက်သွားသောကားကိုတစိတစောင်းရှောင်းကြည့်လျက်ရှိ၏ယခင်ကသူထင်ခဲ့တယ်လို့မနှုကြည်သည်ကိုလပိုနှင့်ဘေးချင်းရှင်၍မထိုင်နောက်ပိုင်းမှပင်ခက်ရရန်ကလေးပါသွားသည်ကိုတွေ့ရ၏တို့တိုင်အောင်မြမြတင်ကျင်းနှက်လာပုံမရသေးဂရင်ဘော်ပြန်ထိုင်ရင်အငိုင်သားငေးနေပြန်၏လမ်းရောက်မှမမကြီးကရှေ့ကိုပြောင်းစီတော့ကောငါမြင်ရမနဲ့လားငါရှေ့တင်အောင်ဒီလောက်မျက်နှာရှူသွေးပြီးရေပေးတယူလုံနေသေးတာကိုရမှာဆိုဒီထက်ကဲချင်ကဲနေမလားပဲဤတို့လည်းဆက်၍တွေးပြန်၏သူ့အတွေးမှာစင်စစ်မဖြစ်နိုင်စရာမရှိကားပေါ်ကဆင်းသွားကြတဲ့အခါမှာလဲပုတီးပုတ်တက်နဲ့ပခုံးကြီးကပ်ပြီးဟင်းငါရှိမှာတော့ကိုပို့လက်ထဲကကလေးကိုယူရှိရတာနဲ့မထိတထိပြန်ပေးရတာနဲ့ဤလိုတွေးရင်းငေးရင်းနဲ့ပင်မှေကနေအိပ်ပျော်သွားမှသူ့အတွေးတီလဲတခန်းရက်သွားတော့၏နေ့တွင်ခံ၍ညကြမှဆန်ရတယ်လို့မြမြတင်ဘဝမှာအတူတကယ်ပုံနှင့်ပြောင်းပြန်ဖြစ်နေတော့၏လုပ်ငန်းကိစ္စနှင့်ကိုလပိုအပြင်သွားရသည်မှာတစ်နှစ်6ကောက်ဆိုလျှင်မနှုကြီးပါသည့်အခောက်က9ချိန်ဆိုသလိုဖြစ်နေ၏မပါ၍လည်းမပြီးဆေးလိပ်လုပ်ငန်းနှင့်ပတ်သက်၍လိုအပ်သမျှသောကိစ္စအဝဝတွင်မနှုကြီးကအကြံဉာဏ်ပေးအရာရှိလိုဖြစ်နေသောကြောင့်ဆေးလိပ်လုပ်သားများ၏လက်ရာကိုစစ်ဆေးရသည်ကအစမနှုကြီးပါလီမှကိစ္စပြီးရသည်သာဖြစ်ရာသူနှင့်ဆိုင်သောလုပ်ငန်းနှင့်ပတ်သက်၍တွားရတိုင်းမနှုကြီးလည်းပါနေရတော့၏တို့ကိုလပိုနှင့်မနှုကြီးတို့နှစ်ယောက်တည်းထွက်သွားရကြတိုင်းလေမမြတင်တွင်အတွေးပေါင်းပေါင်းရှုပ်ဖြင့်စိတ်ရှုပ်ရင်းကြံရစ်ခဲ့၏တနေ့လည်းမဟုတ်တပတ်လည်းမကနေရှိသမျှဆိုသလိုစိုးရိမ်မှုကလေးပိုနေရရှာ၏ညပိုင်းသို့ရောက်မှပင်သူ့စိတ်ကလေးဖြောင်းနိုင်တော့၏ကိုလပိုကလည်းဝတ်တရားမပြတ်ရှင်းပြတ်လို့မှုသည်ယခင်နီးသူပင်တော်တော်လွတ်လပ်ရှိနေသောကြောင့်မြမြတင်တွင်အဘဲပုံဝေခွဲရမည်မသိဖြစ်နေတော့၏တို့တိုင်အောင်နေကင်းနေလေပိုင်းနှင့်စသောညဘက်တွင်သာသူပြော၏စိတ်ကလေးတက်တာရ၏ယနေ့လဲနနက်စာစားပြီးကလေးကကိုလပိုနှင့်မနှုကြီးတို့နှစ်ယောက်တည်းထွက်သွားကြသည်မှာညနေ4 နာရီအထိပြန်မရောက်ကြသေးမြမြတင်တွင်လည်းတတွေးတွေးရင်းအချိန်ကုန်ရရှာ၏ဦးလေးကိုဘာတူကိုသာဖေဖေကခေါ်မထားရင်ငါတလောက်စိတ်ဆင်းရဲရမှာမဟုတ်ဘူးလင်စိတ်ကြောင့်ထိတ်မွေခဲတယ်လို့အသေးကွဲမတက်ခံစားနေရသောမြမြတင်မှာမနှုကြည်တာမကဥညုံမောင်ကိုပင်မတိမတာအပြစ်တင်နေမိရှာ၏ကိုလပိုနာမည်ဖြင့်ဘန်းတွင်စည်ရင်ဖွင့်ပေးခဲ့သည့်နေမှစ၍ဥညုံမောင်သည်မော်တော်ကားကိုကိုလပိုလွတ်လပ်စွာအချိန်ပြည့်သုံးရန်ပေးလိုက်၏ဖေဖေပွဲရုံသွားဖို့အတွက်အရေးမကြီးပါဘူးကွာစိုက်ကားငါးမှုပေးရင်ရောက်တာပဲနေ့တိုင်းလဲတွားချင်မှတွားမှာပဲဟာကားကိုမင်းမဲတုံးအေးမောင်ဘတူကိုတော့ပွဲရုံမှာအမြဲနေဖို့တာဝန်ပေးရလိမ့်မကွာကားကိုမင်းဟာမင်းမောင်းဖို့ကွာဤလိုဥညုံမောင်အမိန့်ချခဲ့သောကြောင့်ကိုဘတူမှာမိုးလင်းသည်နှင့်ပွဲရုံသို့အလုဆင်းရ၏အကယ်၍ဥညုံမောင်ကသာဤလိုမစီမံခဲ့သောမော်တော်ကားထွက်တိုင်းကိုဘတူပါမည်ဖြစ်၍မနှုကြီးနှင့်ကိုလာပိုတို့အဖို့ယခုလောက်မြမြတင်ပူစရာမလိုဤတီကိုရည်ရွယ်၍အထက်ပါအတိုင်းမြမြတင်ရည်ရွယ်လိုက်ခြင်းဖြစ်၏ညနေ9 နာရီလောက်တွင်ကိုလာပိုတို့ရောက်လာ၏အခန်းတွင်သို့ဝင်လာသည်ဆိုသည်နှင့်တပြိုင်နက်မြမြတင်သည်ရှေးဥစွာကိုလာပို၏အမူအရာကိုအကဲခတ်၏မျက်နှာသားမှာခါတိုင်းလောက်ရှင်သည်ကိုမတွေ့ရသောကြောင့်မြမြတင်ရင်ထဲတွင်ဟင်ကနေထိတ်သွား၏တဖန်မနှုကြီးအားမတိမတာဂယုတစိုက်ကြည့်လိုက်ပြန်၏ချက်ချင်းဆိုလိုပင်မြမြတင်တုန်လှုပ်သွား၏ကိုလာပိုနှင့်အတူမနှုကြီးအိမ်မှထွက်သွားစဉ်ကသူ
သူ့မျက်နှာပေါ်တွင်ပေါင်တာကလေးအဖွေးသားရိုက်သွားသည်ကို၎င်းညင်ညင်ညာဆိုးထားသည့်နှကန်းနီလေးကို၎င်းစတိုးစညက်တို့ဖြင့်တက်တက်ရရပြင်သွားသောရောင်တစောင်းစစုံကလေးကိုတော့၎င်းမြမြတင်သည်အမှတ်တရပင်သတိထားလိုက်မိ၏ယခုပြန်လာသောအခါတွင်မူမနုချီ၏မျက်နှာတွင်ပေါင်တာဟူ၍မရှိသလောက်ပင်ပြောင်းနေ၏နှကန်းနီသည်လည်းမှင်နှိပ်ဆက်ကူတွင်ဖောင်တိန်ဆွဲထားပြီးကဲ့သို့နှကန်းပတ်လည်တွင်မညီမညာပြန့်ကျဲနေ၏သပင်သည်လည်းဖယုဖယဲအင်ကြီးလမ်းပေါင်းနှစ်ဖက်လည်းနွမ်းတရောင်ညစ်မဲနေ၏မြမြတင်မြည်တို့တွေးရမည်နီအိမ်တော်ရေးဝါလဲရင်လင်ဟူ၍ဖြစ်လာသောကြောင့်သာရှေ့ရသောတာမန်ဇနီးတယ်ပင်ဖြစ်စေယခုလိုအဖြစ်မျိုးနှင့်ကြုံလာသည်ရှိသောမြည်တို့တွေးရမည်မှာရှင်းနေ၏အပြိုဘဝကလည်းရှေ့ယခုမူအနှင့်ရှစ်ဇနီးရှစ်လင်အဖြစ်တနစ်မြသာပေါင်းရသေးသောမြမြတင်အဖို့၌ချက်ရှင်းလက်ငင်းပင်လက်ဝါးနှစ်ဖက်တွင်မျက်နှာနှိပ်၍တအိအိငိုရှားလိုက်ရန်သာရှိတော်၏တာမန်မိန်းကလေးတယောက်သာဆိုရင်လည်းထိုအတိုင်းငိုရှားလိုက်မိတာဖြစ်၏မြမြတင်သည်လည်းသူ့လင်ကိုမျက်နှိုးသည်နှင့်အမျှရှုံရှား၍ငိုလိုက်ရှင်သည်သာဖြစ်၏သို့သောသူမငိုအင်္ဂလိပ်ကြိတ်ခါအပြုံးနှင့်စိတ်ကိုတင်ထားလိုက်၏ဟူဒီနေ့တော့ကိုပိုတို့အတော့ကိုမောသွားတာပဲများ၏ဟုသောနှုတ်ခွန်းဆက်တန်နှင့်အတူမြမြတင်အနီးသို့ကိုလာပိုရောက်လာ၏ဒီလိုပဲပေါ့ကိုပိုလုပ်ငန်းတစ်ခုစတယ်ဆိုတာနေမအားညမအားပင်မနာကိုဖေးဖေးစေးပွဲုံထောင်ကားစားကကြုံဘူးနေလို့ညကောင်းကောင်းသိနေပြီလေအစင်တပြေတာအတမပြက်ဖြေလိုက်ရသည်မြမြတင်စိတ်ထဲကမူကိုပိုတို့ဘယ်လိုမောလာတယ်ဆိုတာမြလည်းသိပါတယ်လေဟုရွက်အုပ်သည်ရွတ်လိုက်၏ဒါနဲ့နေ့လယ်ဘက်ကမြမီးဖို့တွေကိုဆင်းလာတယ်ဆိုမထွေးပြောတယ်ကိုပိုကမေးလို့လားအင်းမော်အပြင်ကပြန်လာတိုင်းကိုပိုမေးတယ်မြဆင်းမှဆိုလို့မြမြတင်ကရုတ်တရက်မဖြေပြုံးပြုံးကလေးတွေ့နေ၏ယခုပြုံး၍တွေ့ကြည့်နေပုံမှာရခင်ကဲ့သို့ကြည်နူးပွဲအဖြစ်တစ်ခုကြောင့်သာရှင့်ညူကလေးပြုံးသည့်အပြုံးမျိုးမဟုတ်အဘယ်တို့သောအကြောင်းကြောင့်သူအောက်ဆင်းမဆင်းကိုလာပိုပြန်လာတိုင်းမထွေးကိုမေးရသည်နည်းဟုသည်ကိုတွေ့ရင်ထိုအတွေးကိုဖုံးကွယ်ထားသည့်ဟန်ဆောင်အပြုံးသာဖြစ်၏ကိုလာပိုကမူဘာတစွန်းတစမျှမရိပ်မီမြမြတင်ကိုရခင်နီးအတူမပြုံးမရဲကြည့်နေရမှာပြောလေအောက်ဆင်းတယ်မဟုတ်လားနေ့လေကဟင်ဟုတ်တယ်မြပြင်းပြင်းရှိတာနဲ့ခဏဆင်းသွားတယ်ကိုပိုအဲ့ဒါဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲမြရဲ့စေးရုံကမှားလိုက်တယ်မဟုတ်လားတက်နိုင်တယ်လို့ငြိမ်ငြိမ်နေပါလမ်းလဲတိတ်မလျှောက်ပါနဲ့လို့ဆရာဝန်ကမှားလိုက်တယ်ဆိုကိုပိုလဲနားလေတဲ့လူတွေကိုစုံစမ်းကြည့်တယ်လမ်းလျှောက်တာထက်လေကားအတက်ဆင်းများတာကပိုဆိုးတဲ့ဒါကြောင့်တနေ့ကတော့ကိုပိုပြောမိသေးတယ်မဟုတ်လားမြအောက်တွေဘာတွေမစင်းနဲ့နော်လို့ဟုတစ်ဆက်တည်းပြောနေပြီးမှအော်နေအောင်အဲ့ဒီလိုတတိပေးတဲ့နေ့ကဘာကြောင့်မစင်းဖို့တားမြစ်တယ်ဆိုတာတော့မြကိုမရှင်းပြမိဘူးနော်အေးအဲ့ဒါကိုပိုမှားတယ်အလောက်ကမြကပန်းကရန်ပြောမိသွားတာထင်ပါရဲ့အေးကွယ်နောက်ကိုမစင်းပါနဲ့တော့အနည်းဆုံးတစ်လလောက်ဖြစ်ဖြစ်မြစင်ကျင်လိုက်ရင်ဟုတ်ကဲ့စင်ကျင်မှမယ်ကိုပိုမြနောက်ကိုမစင်းတော့ပါဘူးဟုတ်လားနော်လင်ရှိ၏အနှစ်ပါလာသောစေတနာကိုရိတ်စားနားလည်လိုက်ရသည်မှာပင်မြမြတင်လေကြိုက်ကြရိုက်နှင့်ဂရိပေးလိုက်တော့၏ညီမကြီးခလေးကိုနည်းနည်းပူတယ်ထင်ပါရဲ့မြမြတင်၏ကြောဘက်ဂရင်ဘေးတွင်ရက်၍ခလေးကိုထွေးပိုက်ထားရမှမနုကြီးဤတို့ပြောလိုက်သည်နှင့်ဟုတ်တယ်မမကြီးနေ့လေလောက်ကတော့အတော်ကလေးပူတယ်ကျမစေးတိုက်လို့ဝမ်းတစ်ခါသွားပြီးကလေးကအတော်ကလေးရှို့သွားပါပြီဟုတ်ပါမလားညီမရဲ့မမကတော့ပူသေးတယ်ထင်တာပဲမမကြီးတို့ကအပြင်ကပြန်လာတာမဟုတ်လားလေစိမ့်တိုက်ခံရလို့လက်အေးနဲ့စမ်းတယ်လို့ဖြစ်နေမှာပေါ့မပူပါဘူးနှွေးယုံပါမမကြီးရဲ့တော်ကြဆိုရှို့သွားမှာပဲအခုလေးတင်ကျမအုပ်စေးအုပ်ထားသေးတယ်ကဲကိုပိုတို့ရေလေးပါလေးရှို့ကြတော့လေတော်ကြထမင်းစားညနေနေအောင်မင်းည6 နာရီလောက်တွင်ကိုစီစားတော့ပြီးစီသွားကြ၏9 နာရီလောက်ကလည်းဥညုံမောင်တို့ခမီးခမတ်စုံစုံလင်းလင်းရောက်ရှိလာပြီးတနာရီကြာမြစကားလက်ဆောင်ကြ၍ပြန်သွားကြ၏9 နာရီ10 မိနစ်တတာလောက်တွင်ကဲမြရီကိုပိုအိတ်တော့မယ်နော်ဒီနေ့တော့အတော်ကလေးဖားသွားတာနဲ့အိတ်လေးကိုပိုမြမြတင်ကလည်းတီတီတတာမနော်ထိုမြတာပြောလိုက်၏ကိုလာပိုတီလည်းရခင်နီးအတူပင်ရှစ်သောဇနီးကလေးမျက်နှာကိုငေးကြည့်ရင်ပင်မျက်လုံးများမှေ့ကျသွားတော့၏မြမြတင်တွင်မူလင့်အလိုလိုက်၍အကြိုက်ကိုဆောင်ရင်းမျက်နှာရှင်းဆိုင်လှဲနေရစေကမူသူကမအိတ်ရှင်သည်ကိုနွေးနေသောကလေးကိုစိတ်မရှသည်ကတကြောင်ညနေကဖြစ်ရေးကို၎င်းခေါင်းအေးအေးထားပြီးတွေးကျင်သေး၏သို့နှင့်မြမြတင်လဲကိုလာပိုအိပ်ပျော်သွားသလောက်အရှိတွင်နောက်ခဏထားထိုင်လိုက်၏
တနေ့လုံးမောလာတဲ့ဖားလာတဲ့ဟိုပုံပန်းပြက်လာတဲ့တယောက်ကလည်းဒီနေ့မှပင်ပန်းလာလို့ဆိုပြီးအစောကြီးဝင်အိတ်တယ်ဘာတွေဘလို့ပင်ပန်းပြီးဘယ်လိုများမောလာကြတယ်မသိဘူးမြမြတင်သည်သူ့ဘက်သို့ဆောင်း၍ခွေခွေကလေးအိတ်မောကြနေတော့ကိုလပိုအားကြည့်ရင်ဤတို့လင်စိတ်ထဲမှရေရွတ်လိုက်၏ညနေဘက်ကကိုလပိုပြန်ရောက်လာစဉ်ဒီနေ့တော့အတော့ကိုမောသွားတာပဲဟုမြမြတင်အားနှုတ်ခွန်းဆက်ရင်ပြောလိုက်ရနိုင်မြည်သည့်အလုံးများကိုအဘဲကဲ့သို့လုံးပန်းခဲ့ရသည်ဟုသောအကြောင်းပြချက်မပါမြမြတင်ကလည်းမမေးလိုက်မီထွက်သွားစားကကြော့နေအောင်အလှချေသွားပြီးအပြန်တွင်မူရစရာမရှိအောင်ပုံမှန်ပြက်လာသူမမနုကြည်အားကြည့်ရင်ထူးထူးပူပူဖြစ်နေရသည်နှင့်ပင်ကိုလပိုတို့ဘာတွေလုပ်၍မောလာသည်ကိုပင်မေးရန်တတိမရခဲ့ယခုမှတမျိုးတခေါ်တွေးရင်မြမြတင်စိတ်လေးနေတော့၏တို့စိတ်လေး၍မအေးနိုင်ပူနေရသည်မှာခါတိုင်းနေမြကဲ့သို့မဟုတ်ပဲတဲလုံစားပင်ရနေပြီဖြစ်သောကြောင့်ကိုလပိုနှင့်မနုကြည်တို့အဘဲတို့ထိအောင်ခရီးရောက်ခဲ့ကြသည်ကိုတင်ကာရနတ်မကင်းသောဇနီးတဲ့တယောက်အနေဖြင့်တွေးရင်ခံစားနေရသောတမျိုးဝေဒနာမှာမြမြတင်အဖို့မကြုံဘူးအောင်ထူထောင်းနှိမ့်ဆက်သလိုရှိနေတော့၏တို့နှစ်ယောက်စလုံးကမောလာကြတဲ့ကဲ့သို့အိတ်ကြတော့လေပြိုင်သူအစောကြီးဟုတ်မှာပါပဲတို့တွေးရင်ကပင်မနုကြည်တွင်ချို့ယွင်းလာသောနှခမ်းနီပေါင်တာနှင့်ဖွာရကျဲလာသည့်ဖယုဖယဲစပင်ကိုပါအကွင်းသားမြင်အောင်လာ၏ဤတွင်မြမြတင်ကြက်ကြက်မခံနိုင်တရတစ်ပြက်အတွင်းဆိုသလိုမျက်ရည်တွေအိုင်လာ၏ဘာယူရချက်နှင့်ဟူ၍မသိရုတ်တရက်ထိုင်ရာမှထလိုက်ကာအခန်းတောင်းရှိဗီဒီယိုအနီးသို့တွတ်တွက်ကလေးလှမ်းထွက်သွား၏တန်ကလေးတစ်ခုတွင်ဆန်းဆန်းရဲရဲဖြတ်တင်ထားသောကိုလပို၏ရှက်အင်းကြီးမျက်နှာအနီးသို့စုကပ်၍ဂယုတစိုက်အနံ့ခံကြည့်နေ၏ကျင်းတဲ့လောက်ရှိသွားမှနေရန်ဘက်သို့ရွှေ့ကာကော်ကျိတ်တွင်ဆွ၍ရှိတ်ထားသောတက်ကလက်တိုက်ပုံအင်ကြီးကိုထိုနည်းအတူအနံ့ခံနေပြန်၏နှာခေါင်းနှင့်အင်ကြီးဒီကကြီးထိလိုက်သည်ဆိုလင်ပင်တိတိတတာပေါင်တာနှံ့ထွက်လာ၏မြမြတင်တွင်လည်းစောစောကထက်တွက်လာကအင်ကြီးတစ်ထည်လုံးရစရာမရှိအောင်နမ်းရှုပ်ကြည့်နေမိ၏တန်တရာဖြစ်ဖွယ်ရမလို့ထိုအနံ့သည်ပင်မြမြတင်တုံးလေးရှိသောစမ်းပွင့်ပေါင်တာနှံ့မဟုတ်မနုကြီးမတ်ဖက်တာအနံ့ဖြစ်သည်ကိုမြမြတင်ခိုင်ခိုင်လုံလုံသိ၏မရှိတည်းနှင့်ရင်ကလေးဖို့သွားကအတန်ထွက်၍မငုံမိရန်ပင်မနေကြီးထိန်းထားလိုက်ရရှာ၏အမှုပေါ်ရန်အကွက်မှာတက်တီတဝမြရထားသလောက်ဖြောင်းဖြောင်းကြီးရှင်းနေပြီတို့တိုင်အောင်ခိုင်လုံသည်ထက်ခိုင်လုံစေရန်မြမြတင်သည်အပြစ်မျက်ရည်ဖြင့်မှတ်တင်ကုန်လေးစီတို့ရှောက်လာပြီးစပွဲတင်အုပ်ဆောင်ဓမီကလေးကိုဖွင့်လိုက်၏လက်ကင်ပေါ်ဝါကိုဖြန့်၍နှနှဆက်ဆက်ကြည့်လိုက်၏ယခုမှပင်ကြွက်နှင့်စင်အမြင်၌မမားနိုင်တယ်လို့ထူးထူးရှားရှားအဖြေပေါ်လာပြီဖြစ်၏ဖွေးဖွေးဖြူနေသောကိုလပို၏လက်ကင်ပေါ်ဝါတွင်မနုကြီးအမြဲတုံးသောမတ်ဖက်တာအနက်အသားရောင်ထိုတစဤတစပေကျန်နေသည်သာမကသေးပဲပန်းနုရောင်နှခမ်းဆိုးစေးများသည်လေထိုတစဤတစဖြင့်ကွယ်ပေနေသည်ကိုတွေ့ရ၏မြမြတင်ခမညာမူကနေမိုက်သွားရှာ၏ရိုင်လေးမတွားအောင်ကလထိုင်းကိုကင်ဆွဲထားလိုက်ရရှာ၏အသားတွေလည်းတဆက်ဆက်တုံကတကိုယ်လုံးထုံထုံကြည်ကြည်နှင့်ကတုံကရင်ကြီးငိုင်းနေမိရမှာမြမြတင်သည်လက်သီးကိုကြစ်ကြစ်ပအောင်ဆုပ်လိုက်၏နောက်ရုတ်တရက်ရှာကနေလှည့်ထွက်လာကဂရင်ဘေးတွင်ကဲ့၍စက်ကနေရက်လာ၏နှကန်းကလေးနှလွာသည်ပဇွန်စိတ်ခုန်တယ်လို့တဆက်ဆက်တုံနေ၏တစုံတရာကိုအတန်ပြုရင်ကိုလပိုအားလှုပ်၍ပင်နှိုးလိုက်တော့မလို့ဟန်တပြင်းပြင်းရှိနေရမှာတပံစိတ်လျှော့လိုက်တယ်လို့တက်ပြင်းကလေးရှာနေပြန်၏နောက်နိနိရှက်ရှက်အိပ်ပျော်နေသောကိုလပိုအားတွေ့ဆိုင်ကြည့်နေပြီးမှမြမြတင်သည်တစုံတရာကိုအတိအကျဆုံးဖြတ်လိုက်ဟန်အမူအရာကလေးအတန်ပြောင်းသွား၏ချက်ချင်းပင်ကိုလပို၏အင်ကြီးရှိတ်ထားရစီသို့ရှောက်သွားကနေထားမပြက်လက်ကင်ပေါ်ကိုပြန်ထည့်ထားလိုက်၏ဒိန်ဒိန်နဲ့ဖမ်းသည်ဟုသောစကားကိုမြမြတင်သည်ရခင်ကစကားအဖြစ်သာကြားဖူးခဲ့၏ယခုတော်မူကိုယ်တိုင်ကိုကြနှစ်ဖူးတွေ့ဒူးတွေ့မေ့မျောသွားသည်မတက်ရင်တလက်လက်နှင့်ခံစားနေရရှာ၏ဂရင်မော်တွင်ပြန်ထိုင်၏မြမြတင်သည်တပြိုင်ပြိုင်ကျနေသောမျက်ရည်ကိုတုပ်နေရသည်မှာမနိုင်နိုင်အောင်ရှိနေတော့၏လင်ကိုမျက်နှိုးလာသောရှစ်ဇနီးတယောက်အနေဖြင့်တွက်တော့ခံစားရချက်သည်မသက်သာလားငယ်လဲငယ်ကြသေးလျက်အိမ်အောင်တက်တန်းသည်လဲလက်လန်းမိနိုင်သေးသလောက်တို့တောင်း၏ရှိ၍လဲကောင်းစားကျင်နာ၍လဲမဝနိုင်သေးသည့်ဤလိုအရှိန်စကောစကားတွေမှာဖြစ်ရပုံကြုံလာသောအခင်းမှာမြမြတင်မှုပင်
တင်း၍ခံနိုင်ပေ၏တတိတမစင်အသိဉာဏ်နှင့်မလွင့်ပါအောင်ထိန်းထားရမှာပင်တခါကိုလပိုအားဆွဲထူ၍ကျူးကျူးပါအောင်ငိုမေးရင်းထိုပြဿနာကိုရှင်းလိုက်မည်ကြံသည်မှာလဲသုံးချိန်ထက်မနေတော့ပေအတွေးနှင့်မျက်ရည်ဖြင့်အတွေးလုံးထွေးပွေလိန်ခဲ့သည်မှာအရှိန်ပင်အတော်ကလေးညနှက်၍နှစ်ချက်ပင်တီးတော့မည်မြတင်ပွေနေသောအမှုအတွက်အပြေဟူ၍တစုံတစ်ခုတွက်မျှတွေးမရပေ3 နာရီထိုး၍မိနစ်အနည်းငယ်ပင်လွန်ခဲ့လေပြီမြတင်ကအခုထိမအိပ်သေးငေး၍တွေးပြီးဆွေးဆဲပင်ရှိနေသေး၏ဤတစ်ချိန်တွင်မူဘဲပုံစိတ်ကူးပေါက်လာသည်မသိကိုလပိုဘက်သို့မျက်နှာမူရင်းခက်ဆောင်းကလေးခွေနေရမှာစက်ခနေထထိုင်လိုက်၏ကိုလပို၏လက်မောင်းအိုးတပတ်တွေကိုလည်းရုတ်တရက်စုပ်ကန်လက်ပြန်တော့ကြောင်းကိုလပိုလည်းအလူအလဲထထိုင်မိရမှာဘာလဲမြရင်ဘာဖြစ်တာလဲကိုလပိုလည်းပြူးပြပြနှင့်မြတင်အားလှမ်းဖက်ရင်းတွတ်ကလေးမေးလိုက်၏မြတင်ကရုတ်တရက်မဖြေကိုလပိုအားတွေကလေးစိုက်ကြည့်နေတော့ကြောင်းကိုလပိုတွင်လည်းအထိတ်တလန့်အားတင့်သွားတော့၏ထွန်းထားသည်မှာကလေးအတွက်အသေးစားမီးပွင့်ကလေးများဖြစ်သောကြောင့်တယောက်မျက်နှာကိုတယောက်တဲကွဲစွာမမြင်ရတို့လင်ကိုလပိုကမန်းကရန်ထ၍ဓာတ်မီးကြောင်းတပွင့်ကိုလှစ်ခနဲဖွင့်လိုက်၏ဟင်မြငိုနေတယ်ဘာဖြစ်လို့လဲပြောစမ်းကိုပို့ကိုပြောစမ်းဟုကိုလပိုကခတ်တုတ်တုံနှင့်ပခုံးကလေးကိုကင်လှုပ်ရင်းမေးနေသည့်တိုင်အောင်မြတယ်မဖြေတစုံတစ်ခုကိုအလူရက်စဉ်းစားနေဟန်တူ၏ဒီနေ့တစ်နေ့လုံးကိုပိုတို့ဘယ်သွားကြသလဲမှန်ပြောမြကိုမလိမ်နဲ့ပြောခြင်းမေးခြင်းဒီမှာဤအတိုင်းဖြစ်၏သို့တော့ထိုသဘောတက်ရောက်သည့်စကားဆို၍တလုံးတလေတော်မြထွက်မလာပဲခလေးကိုနည်းနည်းစမ်းကြည့်ပါကိုပိုဟုမြတင်ကအတန်တုံကလေးနှင့်ပြောလိုက်တော့ကြောင်းကိုလပိုတွင်ဖိုကနေထိတ်သွားရမှာအုပ်ထားသောဇာဘာကလေးကိုလှက်၍ဆိုးဆက်ခလေးကိုစမ်းလိုက်၏ဘာမှမဖြစ်ပါလားမြရဲ့ရွှေကလေးတွေတောင်စိုးနေတာပဲမြကကိုပူတယ်ထင်လို့လားစောကတော့ပူတယ်လို့ရှိတာနဲ့မြတိတ်ဆိတ်ညစ်သွားတာပဲငိုတော်ငိုနေမိတယ်။အော်လက်ဆက်သက်တော့ဒါကြောင့်မြငိုနေတာကိုပူဖြင့်ထိတ်သွားတာပဲမြရဲ့ဟုတ်တယ်မြဖြင့်စမ်းရလုံးလို့ပူသလားနှွေးသလားတောင်မခွဲခြားတတ်တော့တာနဲ့ကိုပို့ကိုနှိုးမိတာပါဤစကားလုံးဝမမှန်ကိုလပူအားနှွေးရသည့်အကြောင်းရဲ့အမှန်မှာလက်ကင်ဘဝနှင့်နှက်ခမ်းနီပေါင်းတာတည်းဟုသောထိုမတင်ကားပွဲရပြဿနာအရေးကိုခက်ရှင်းပင်မေးလိုက်ရန်ဖြစ်၏ယခုတော့သူမမေးရပြန်သည်နှင့်တင့်တယ်လို့စကားလွှဲပြလိုက်၏ရှစ်သူမောင်လင့်အတွက်အသက်ပင်တေတော်သေးစေအနစ်နာခံမဲ့မေဟုသောတေးသွားတဲ့ကဲ့သို့ပင်မြတင်ကိုလပိုအပေါ်၌သဘောထားလိုက်လေပြီလောမပြောတတ်ပေဟင်3 နာရီတောင်ထိုးနေပါပြီကောဘယ်လိုလဲခုထိမြတအေးမှမအိပ်ရသေးဘူးလားဟင်းကိုပိုခလေးကိုစိတ်မချတာနဲ့အိုးထိုအိုတန်သည်တာမန်ဝတ္တရားကြေယုံအပြောအဆိုနေဖြင့်အစဉ်ပြေယုံရေရွလိုက်သောအိုတန်မျိုးမဟုတ်တဲဖို့ဦးလိုက်စိတ်ထဲတွင်ခိုက်သွားအောင်ခံစားလိုက်ရသူတို့၏ပါစက်မှပေါ်ထွက်လာသောကျင်နာမှုအပြည့်ပါသည့်အာမေနိတ်တံဖြစ်သည်မြတင်လေတတိထားလိုက်မိကဲဒါဖြင့်မြအိတ်တော့ကိုပိုတလဲဆောင်အောင်မယ်ဟုတ်လားဟင်းမြကအစိုးရိမ်လုံးပြီးနှိုးမိတာကိုပိုပဲအိတ်တော့မနဲ့လေသွားစရာတွေရှိသေးတယ်မဟုတ်လားမြကအရေးမကြီးဘူးဘယ်နဲ့အရေးမကြီးရမှာလဲတားတယ်မအေးဆိုတာအစားတယ်မဟုတ်ဘူးအဲ့လေအရေးကြီးတာပဲတဲ့ကိုပို့အတော်ပြောတာအခုထိမှတ်မိနေသေးတယ်ဟဲ့လှပို့ညီမလေးကိုခဏကြည့်ထားစမ်းနှုတ်ကလေးနည်းနည်းပြည့်သွားအောင်တော်တရီးအိတ်လာအောင်မယ်တဲ့ကဲမြစိတ်ချလက်ချအိတ်ကိုပို့ဒီလောက်အိတ်ရပြီဟာဝါပါတယ်မြရဲ့ဟင်းကိုပို့အိတ်ကဲဒါဖြစ်ရင်လေကိုပို့လဲလှဲနေမယ်မြပါလှဲနေပြီးတော့မျက်နှာရှင်းဆိုင်ပြီးရည်စကားပြောရအောင်နော်ပြောဆိုပင်မြတင်အားအသာဆွဲ၍လှဲပေးလိုက်ရင်ကိုလပိုပါရောနောအိတ်ချလိုက်သည်၌မြတင်တွင်စောကဖြစ်အင်တွေပင်မေးပြောက်သွားတော့မလို့ကြည်နူးမှုကလေးပုံနေပြန်တော့၏မိမဘယ်လိုဘက်ကနေပြီးတော့တွေးမိမတွေလောက်တနာဖို့ကောင်းတာမိမတွေပဲရှိတယ်နော်မြတင်တွင်ကိုလပိုကဘာကိုဆိုလိုမှန်းမသိသေးတော့ကြောင့်ရုတ်တရက်ကြောင်းသွား၏ဘာလဲကိုပိုဘဲကမိမတွေများတွေးပြီးတနာနေတာလေရင်ဘယ်မိမရဲ့မဟုတ်ပါဘူးမြမိမဆိုရင်အားလုံးတနာစရာတွေကြီးပဲဟိုတခါကိုပိုပြောဖို့ပါရောလားဖိုမဒီမိုကရေစီဆိုတာလေဒီအတိုင်းပဲရှေးပညာရှိဆိုတဲ့ယောက်ျားတွေလှုပ်သွားတဲ့အစဉ်အလာထုံးနှံအရာရောလက်ရှိခေတ်ရဲ့စီကံအရာပါ
မိမတွေအဖက်ဖက်ကအခွင့်အရေးဆုံးရှုံးနေတာကိုပိုတွေးမိလို့ပါထိုစကားအသွာလာသည်သူ့ဘက်သို့ကောင်းကွက်ကလေးလဲလာလိမ့်မည်လားဟုသောမျှော်လင့်ချက်ဖြင့်မြမြတင်တွင်အပြုံးမပြတ်နားဆွင့်နေရှာ၏မြစဉ်းစားကြည့်စမ်းအိမ်အောင်တဲ့မိမတွေဟာဘလောက်တနာဖို့ကောင်းတယ်လေအထူးသဖြင့်တားတဲ့မအေးတွေဟာတနာเสียအကောင်ဆုံးပဲဝေးဝေးကဥပမာပြเสียမလို့ဘူးမြကိုပဲနမှုထားပြီးကိုပိုပြောမယ်ဟုတ်လားပြောပါဦးမြမြတင်လဲသူမျောလင့်သည့်အတိုင်းပင်ကိုလပူ၏တနာမှုသည်သူ့ဘက်သို့လဲလာပြီးဖြစ်သောကြောင့်မျက်နာကလေးတိတိတတာကြည်လာ၏အခုကြည်မြဟာတားတဲ့မအေးဖြစ်နေပြီနော်အဲ့လိုတားတဲ့မအေးဘဝမရောက်ခင်ကိုဝင်စပြီးလွယ်ရတဲ့အချိန်ကမွေးဖွားတဲ့နေ့အထိ6 လ 10 လအတော်အတွင်းမှာဘလောက်ဒုက္ခများခဲ့တယ်လဲဟိုဟာရှောင်ရဒီဟာရှောင်ရစားကျင်တာမစားရတွားကျင်ရမတွားရရုပ်စွာအစုံညောင်းနေရဲ့လို့အပြင်းကလေးမှလိန်ချင်လို့မလိန်ရဘူးမဟုတ်လားဒါပေါ့ကိုဝင်နဲ့ဆိုတော့အညောင်းဆန်လားခါလိန်လားလို့ရင်ထိခိုက်တယ်ဆိုတာကိုကဲဘယ်မှာစိန်ရှိတဲ့အကွက်တစ်ကွက်ပါတယ်လေပြီးမီးဖွားတော့လေအသက်ဆုံးဆံပြဖွားရတယ်မီးဖွားပြီးတော့ကောတက်တာသလားဆိုတော့ပိုလို့တောင်ဆိုးလာသေးတယ်အချိန်ရှိတဲ့လောက်ကလေးကိုပဲအရေးတကြီးနဲ့သေးဆိုတာအကြာကြီးနေမှသိရင်ကလေးပိုင်းနာမယ်အေးမိမယ်ရှိပါရင်လေချက်ချင်းအနှီးလဲပေးမှာနှုတ်မို့ရင်ဖင်ဝမှာအပူလောင်တတ်တယ်အဲ့ဒီတော့ခဏကလေးကိုပဲစမ်းနေရတယ်မြမြတင်တွင်စိတ်တက်တရာရသွားပြီးဖြစ်ရလောလားမသိမျက်လုံးကလေးအစင်းသားနဲ့ပင်နားဆွင့်လျက်ရှိနောက်ကလေးကိုမှန်ဒိုးတက်ရတယ်ဆိုတာကလေနေတဲ့တောင်းဝင်မဟုတ်ဘူးကိုပိုအမှတ်တမဲ့နေတယ်မထင်နဲ့ကလေးကသူ့မျက်နှာသူပို့ရင်မျက်လုံးကလေးကုတ်မိမှဆိုလို့ဆိုမြကလေးလက်သေးလေးတွေညှက်ပေးတာအသေးချာတက်ပေးတာကအစကိုပိုယူတဆိုင်ကြည့်နေခဲ့တယ်တိလားပြီးတော့ကလေးကိုရေရှိုးပေးတာကလည်းလွယ်တာမဟုတ်ဘူးရေဘူးနဲ့ရေအေးနဲ့ဆက်ရတာကတမျိုးအရှိန်ကိုဂယုဆိုင်ကလေးရဲ့ကျန်းမာရေးဟာရေရှိုးတင်အောင်ကောင်းမကောင်းဆိုတာတွေကလည်းကိုလာပိုလေဤတို့အင်းအရှိကြီးဖြင့်ညီးရင်မြမြတင်အားတွေ့ကြည့်နေပြီးမှပြောတော့တာကလေးတယောက်တာဝန်တွေကတော့နည်းနည်းမဟုတ်ဘူးနော်။ဂိုင်းဓာကိုထားအောင်မမွေးခင်ကဟိုဟာမတည့်ဘူးဒီဟာမတည့်လို့နဲ့အစားရှောင်ခဲ့ရပြီးမွေးပြီးတော့စားကျင်တာစားရသလားမိခင်ဖြစ်သူအစားမစင်ကျင်တာနဲ့အမျှကလေးကိုဒုက္ခရောက်မယ်ဆိုပြီးအဖြူထဲနဲ့ပဲပြီးနေရတယ်။ရှင်းရှင်းဆက်ဆက်ကလေးဆိုတာတော့ကလေးနိုးမပြတ်မရှင်းရောင်လို့တော့မကန်ရဘူး။မြမြတင်တွင်လောလောဆယ်၌စိတ်အေးချမ်းသာရှိလာသည်နှင့်အမျှတိတိတတာအိတ်ရှင်နေပြီဖြစ်၏ရှစ်လင်ဤစကားဆုံးဟန်မတူသေးသောကြောင့်သာအပြုံးနှင့်နားဆွင့်နေမိ။ဂိုင်းတနေ့လုံးကလေးဝေရဝဆနဲ့ပဲပင်ပန်းပြီးအချိန်ကုန်ခဲ့ရတကောရေလို့ညကြတော့ကိုအိတ်ကောင်းချင်းအိတ်ရသလားကလေးကအဲ့ဆိုတာနဲ့ထထိုင်ရပြီးနှစ်ရှိုက်ကလေးအိတ်ပျော်နေတယ်ပဲထားအောင်သေးဆိုမလားရှိယုံမလားဆိုတဲ့စိတ်ကအထင်းနဲ့မှုထင်ပါရဲ့နိုင်ဝက်တစ်ခါလောက်ဆိုသလိုမြကလေးကိုထဆန်းတာတွေ့ရတယ်ဟုတ်တယ်မဟုတ်လားမြမြတင်ကစက်ခနဲ့ခေါင်းလေးငိမ့်ပြလိုက်စားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမအိတ်ရဒါတောင်ကလေးကြမ်းမအခါမျိုးမို့ဒီလောက်ရေနာပြမကြမ်းဖြစ်တဲ့အခါဆိုပြီးရောကိုပိုတို့အတော်ဟာကလေးလန့်လန့်ပြီးတက်တဲ့ယောဂဖြစ်လို့9 ရက်လုံးငုတ်တုတ်မိုးလင်းတာနဲ့တွေ့ခဲ့ရဘူးလေဘလောက်ကြီးမားတဲ့ဝတ္တရားလဲလို့ကိုလပူလေစကားကိုခိတနားလိုက်ပြီးမှတပံဆက်ပြန်ကလင့်ဝင့်5 ပါးမရဝင့်5 ပါးဆိုတော့အမှတ်တမဲ့နေတတ်တဲ့လူတွေကတော့ညီမျှတယ်လို့ထင်ပါပဲကိုပို့အယူဆနဲ့ဆိုရင်မိမတွေကိုဝင်လွယ်ရတဲ့အချိန်ကစပြီးမွေးလို့ဖွာလို့ကလေးကိုလက်လွတ်လို့ရတဲ့အရွယ်အထိခံစားရတဲ့ဒုက္ခပြုစုရတဲ့တာဝန်ဒီတစ်ခုတည်းနဲ့တင်လင့်ဝင်5 ပါးလောက်ညီမျှနေပြီလို့ကိုပို့ဆိုခြင်းနဲ့နေပါအောင်ကိုပို့ဟာယောက်ျားတစ်ယောက်ဖြစ်ပြီးပြောနေတဲ့စကားတွေကတော့ချော့သေးကြနေပါကောဘာလဲဟိုစီကန်ဒီအစင်လာဆိုတဲ့စာတွေထုံတန်းတွေနဲ့ယောက်ျားတွေကမိန်းမတွေကိုဈေးနှိမ်ထားတာတော့မြတို့မမြင်ပါဘူးဒါကြောင့်မိန်းမတွေဒီလိုအခွင့်အရေးဆုံးရှုံးနေတာသိရလားတချို့ယောက်ျားတွေရှိသေးတယ်တခြားမကြည့်နဲ့ကိုပိုတို့အရင်အိမ်သားကကိုအေးလိုင်ဆိုတဲ့လူတခါတလေသူ့မိန်းမကရှင့်နဲ့နေတတ်လိုက်တာကိုအေးလိုင်ရဲ့အမြင်မတော်လဲတပြက်စီးလေးတစ်ချက်လောက်ဖြစ်လှဲလိုက်ရောပေါ့ကြည်စမ်းမအောင်တအိမ်လုံးဖုန်ကြီးပဲလို့ပြောတဲ့အခါဟေးတပြက်စီးလဲတာယောက်ျားအလုပ်မဟုတ်ဘူးကွာတဲ့ကဲအဲ့ဒါမိန်းမနဲ့ဆိုင်တဲ့အလုပ်ယောက်ျားနဲ့ဆိုင်တဲ့အလုပ်ဆိုပြီးစီကန်းတွေယိုသေးလိုက်နာပြီးပြောလိုက်တာလို့ထင်သလားများမထင်နဲ့တက်ရေးတာခိုတာများရဲ့
အဲ့ဒီကိုအေးလိုင်ကိုတိုင်ကတော့မရလို့သူပန်းရောက်ကျွေးတာကိုထိုင်စားနေတယ်ဒါကြတော့မရလို့စာထိုင်စားနေတာဟာယောက်ျားအလုပ်မဟုတ်ဘူးကွာယောက်ျားအင်္ဂါနဲ့မညီညွတ်ဘူးကွာလို့ဘယ်တော့မှမပြောဘူးမှိန်ပြီးတုတ်နေတာပဲပြောရတာမကောင်းပါဘူးမြရဲ့ယောက်ျားဆိုတဲ့တက်တဝါတွေဟာများသောအားဖြင့်မရသေးခင်မှာတော့မိအတွက်ဆိုရင်အသက်တောင်ဆွန့်ဖို့အသင့်ပါပဲအေယာမဂတိတွေတစ္ဆာတွေပြုတ်တတ်သလောက်ရပြီးတဲ့ဒီဘက်ကြရင်အသက်ဆွန့်ရတဲ့အလုပ်ဆိုတာဖယ်ထားအော်ငါမရလေးဒီတစ်ကွက်မှာတက်တာသွားလဲမနေဘူးဆိုတဲ့အကူကြီးသဘောမျိုးနဲ့တောင်တပြက်ကစီးလေးတစ်ချက်ဝင်မလဲကျင်ကြဘူးမကျေနပ်ချက်တစ်ခုကိုလူထုအားတင်ပြဟောပြောနေသောနိုင်ငံရေးသမားတစ်ယောက်၏ဇောမျိုးဝင်၍လာမသည်သူ့တွင်မမောနိုင်ရှိနေသေး၏ဒါဟုထားအောင်တချို့ဒီတက်မိုက်တွင်းနဲ့တဲ့ယောက်ျားတွေရှိသေးတယ်တာမယာဖြစ်သူကခဏခဏမီးဖွားရတဲ့ဒုက္ခကိုကြောက်ပြီးနည်းနည်းလေးများညှဉ်းညူမိရင်မိမဆိုတာလင်းယူရင်တားမွေးရမှာပဲကွာဒါအဆန်းမဟုတ်ဘူးတဲ့ကဲတချို့ယောက်ျားတွေအဲ့ဒါလို့ခပ်ပေါ့ပေါ့ပြောတတ်ကြတယ်မိမတယောက်မီးဖွားရတာဟာသူတို့မကောင်းတဲ့မိမအိမ်တွားတယ်လို့ပဲလွယ်တယ်ထင်နေကြသလားမပြောတတ်ဘူး3ဤတွင်မင်းနေသောမမြတင်ဤမျက်လုံးကလေးများပင်ရုတ်တရက်ကျေလာသည့်အထိသဘောကျနေတော့၏တကယ်ပဲမြရဲ့ကိုပိုတိတ်အသေးရတာပဲမိမတွေအပေါ်မှာနိုင်လိုမင်းထက်ရှုပ်ချယ်ထားတဲ့အစင်လာစီကန်းတွေသာရှောက်ပြောရရင်ဆုံးမမဟုတ်တော့ဘူးယောက်ျားတွေအဖို့တော့အရွယ်ရောက်တဲ့အခါကစပြီးအိမ်တော်ပြုတဲ့နေ့အထိဒီအတော်တွင်းမှာမကောင်းတဲ့မိမအိမ်မသွားရဘူးရီးစားပယ်နှစ်ယောက်မထားရဘူးဆိုတဲ့စီကံသဘောမျိုးဘယ်သူကမှစာမချိုးခဲ့ဘူးအလင်းငါကပြားမဆက်ခဲ့ဘူးဟဲဟဲမိမတွေကိုများတော့ပြားရည်နဲ့ဝမ်းချထားတယ်မိမတို့အိမ်ဒီရွှေပေးလို့မရတယ်မြမြတင်တွင်အတန်ကလေးများပင်ထွက်အောင်ရဲနေပြီးမှနို့ရီးစားတစ်ထောင်လင်ကောင်တယောက်ဆိုတာကကောအေးအဲ့ဒီစာရှိုးကဟိုးတုံးကမိမတို့တီးမခံလို့အုံကြွလာတဲ့အတွက်ပေါ်ထွက်လာရတဲ့စာချုပ်ကလေးဖြစ်ရှင်ဖြစ်မယ်ဒါပေမဲ့ခုနကပြောသလိုရွှေပေးလို့မရဆိုတဲ့စကားလုံးလှလှကလေးနဲ့ပြန်ထိန်ထားတာတော့မြသဘောမပေါက်မိဘူးမဟုတ်လားဒီမှာမိမတွေလိုက်နာဖို့ဆိုပြီးတတ်မှတ်ထားတဲ့စည်းကမ်းတွေထဲမှာများသောအားဖြင့်၃ပုံမှာ၂ပုံကယောက်ျားတွေအကျိုးရှိဖို့ကြီးပဲတာမှန်ဒီလောက်တော့လည်းမဟုတ်နိုင်ပါဘူးထင်ပါရဲ့ကိုပိုရဲ့ဩအခုနောက်ကစာရှိုးကိုပြန်တွေးပါလားရီးစားတစ်ထောင်လင်းကောင်တယောက်တည်းအမတ်တမဲ့တော့ယောက်ျားတွေကကြီးမားလှစွာသောမဟာဂယုဏဒလဟောနဲ့လိုက်ရောခွင့်ပြုတယ်လို့ထင်ရတယ်မြစဉ်းစားကြည့်အတိတ်ပဲရှင်းရှင်းကလေးရဲ့ရီးစားကတော့တစ်ထောင်ပြည့်အောင်ထားကျင်ထားပါလင်းကောင်တော့တယောက်တည်းဖြစ်ရမယ်ဒီလိုမဟုတ်လားကဲကိုရွှေယောက်ျားတွေအတွက်ကြတော့ယောက်ျားကောင်းမောင်မတစ်ထောင်နဲ့ရီးစားမဟုတ်ဘူးမယားတစ်ထောင်ပြည့်အောင်ယူရင်လဲယူပါအစင်လာကခွင့်ပြုပါတယ်ဆိုတဲ့သဘောပဲမဟုတ်လားကဲဘလောက်တကူကောင်းတစ်ဖက်သက်ကြတယ်လေလို့ဟင်ကဲတော့ပါတော့ဖို့မဒီမိုကရေစီဥက္ကဋ္ဌကြီးရဲ့နောက်တရားပွဲကြမှာဆက်ပြီးဟောပါတော့မြလင်ကလေးမောလာပါပြီတို့ပြောရင်ဖတ်လိုက်ပြီးဖတ်ရင်းကပင်မှုေးနေသည်မှာအဘဲမြကြာသွားသည်မသိဧည့်ကနေလွန်လိုက်တော့ကလေးငိုတန်ကြ၍အလူအလဲထထိုင်ပြီးမှမိုးလင်းနေပြီကိုတွေ့ရတော့၏၈နာရီပင်ထိုးလူနေနေပြီဖြစ်သောကြောင့်အလုတ်ကိစ္စဖြင့်ကိုလာပိုတို့ထွက်ကြလေပြီလို့ဟုထိုးထိုးအီအီစိတ်ကလေးဖြင့်တွေးတောနေမိပြီးမှမြမြတင်၏မျက်လုံးများသည်အခန်းနောက်တနေရာသို့ရောက်သွားကကိုလာပို၏ရှက်တက်ကလက်အင်ကြီးနေသားတကြပင်ရှိနေသည်ကိုတွေ့လိုက်ရမှာ။အော်သူတို့မသွားကြသေးပဲကိုဟုစိတ်ထဲမှရေရွတ်လိုက်မိ၏။တစိတ်တရေသားအားဖြင့်စိတ်ထဲတွင်တက်တာရာရသွားသည်ထင်ရ၏။ထို့နောက်3-4မိနစ်အတွင်းမှာပင်ကိုလာပိုဝင်လာသည်ကိုတွေ့ရပြီးလက်ထဲတွင်စုပ်ကင်လာသောအဝိစာကလေးတစ်စားကိုတန်းတစ်ခုတွင်လှမ်းတင်လိုက်သည်နှင့်မြမြတင်တွင်မျက်လုံးကလေးအဝိုင်းသားငေးနေမိပြီမှာဟင်ဒီလက်ကင်ပေါ်ကဘာလောက်တာလဲကိုပို့ဟုမြမြတင်ကအလန့်တကြားမေးလိုက်ပြီဘာမှမဖြစ်ပါဘူးကိုပိုရေရှိုးရင်းနဲ့တလက်စတဲ့ချိုလိုက်တာပါမြမြတင်ရင်ထဲ၌လှိုက်ခနဲဆု့သွားချ၏နို့ဟိုစွတ်ကျဲအင်ကြီးကတော့တလက်စတဲ့ဘာလို့မလျှော်လိုက်တယ်လဲဟင်မြမြတင်လင်းတန်းပေါ်မှာစွတ်ကျဲအင်ကြီးအဟောင်းစီတို့မျက်လုံးရောက်သွားကမှတို့မေးလိုက်ရှင်လာ၏တို့တော်မမေးဖြစ်ဤလိုမေးမိလင်လဲသူစကားသည်ထိမ့်၍ရတော့မည်မဟုတ်ရှေ့ဆက်သည်နှင့်အမျှသူတို့ဇက်ကွက်ကိုပါဖော်မိမိကိုစိုးရိမ်နေသောကြောင့်လားမသိဟင်ဒီနေ့တဲထူးပါလားကိုပိုခါတိုင်းတော့မြလျှော်ရင်လျှော်မလျှော်ဖြစ်ရင်မမထွေးလျှော်ဟုတ်တယ်လေဒီနေ့တော့လက်ကင်ပေါ်မှာကားဆက်စီနည်းနည်းပေသွားလို့ဓာတ်စီနဲ့ပို့ရင်အော်ကားဆက်စီဆိုတာကနှကန်းနီအယောင်မျိုးထင်ပါရဲ့နော်စကားတန်အနေဖြင့်ထွက်မလား
မြမြတင်သည်စိတ်ထဲမှကြိတ်၍မေးလိုက်မိခြင်းဖြစ်၏နောက်ထပ်၍ကဘာတစ်ခွမှမေးလားပြောလားမလုပ်တော့ပေခလေးကိုသာငုံငေး၍မြို့တိုင်ရင်တွေးနေ၏ခါတိုင်းဆိုရင်ကိုလာပိုတို့အပြင်သွားကြမည်ကိုပင်စိုးရိမ်တပူပူမလိုမလားရှိခဲ့တော်လေယနေ့တော့မြ мян သွားကြပါစေတော့ဟု၍ပင်အလော30ဆူတောင်းနေမိရှာ၏အကြောင်းတော်ကသူတို့မြ мян အပြင်သွားမှမြမြတင်တွေးခွင့်ရမည်ဆွေးခွင့်ရမည်ကြမျက်ရည်ယူလိုကလည်းလွတ်လပ်စွာငိုနိုင်မည်ဖြစ်၏သူတောင်းတသည့်အတိုင်းလဲနိုင်ဝက်လောက်အတွင်းမှာပင်ကိုလာပိုနှင့်မနုကြီးတို့ဂတိဂရီထွက်သွားကြတော့၏ရှေဝေးမြမြတင်အပြေရှာ၍တွေးနေစရာပင်မလိုတော့ပေကိုလာပို၏လက်ကင်ပေါ်ဝါသည်မနုကြီး3လေးရှိသောပေါင်တာအနှံ့ရောအသွေးအယောင်ရောပေကြံနေခဲ့သည်တာမကနှကန်းနီဆိုးစေးကလည်းစွန့်ထေးလာခဲ့သေး၏ဤဒီတို့မှာရိုးရိုးတနတ်မြင်မနုကြီးကကိုလာပို၏လက်ကင်ပေါ်ဝါကိုခိတ္တတောင်း၍သူ့မျက်နှာကိုယူတုတ်ခဲ့သည်လည်းဖြစ်နိုင်၏တို့ဆိုလျှင်ကိုလာပိုသည်အဘယ်သို့သောအကြောင်းကြောင့်သူ့လက်ကင်ပေါ်ဝါတွင်ဆက်စီပေ၍သူကိုယ်တိုင်လျှော်ဖွက်ရခြင်းဖြစ်သည်ဟုမူသားသုံး၍ဘလုံးပထွေးပြောခဲ့ရသည်နီမြမြတင်လေဤအတိုင်းတွေ့၏မျက်ရည်အပြည့်နှင့်လည်းဆွေးနေရှာ၏ပြေးပေါက်မတွေ့နိုင်လောက်အောင်ပင်ခိုင်ခိုင်လုံလုံမိနေပြီဖြစ်ရာမြမြတင်ဘာလို့ရမည်နည်းယခုပြဿနာမှာယခင်ကကဲ့သို့သူတို့နှစ်ယောက်တည်းခရီးထွက်သွားလာကြရ၌အကြည့်ကလေးစိုက်ပြီးဇုံတွဲထိုင်ကြလိမ့်မည်လောမမြင်ကြရတွင်ဘာတွေဖြစ်ကြမည်နည်းဟု၍မျှော်ရမ်းမှန်းဆတွေးခဲ့ရပြီးယခုမူပြဿနာသည်ဤလိုမဟုတ်တော့ပေမနုကြီးနှင့်ကိုလာပိုတို့မလိုလားအပ်သောကိစ္စတွေဖြစ်ခဲ့ကြပြီဟုခိုင်ခိုင်လုံလုံယုံကြည်နေပြီဖြစ်သည့်အတိုင်းအဘဲပုံအဘဲနည်းဖြင့်ရှေ့အဖို့စကန်းတွားရမည်ကိုတွေးတောစဉ်းစားရသည့်အရှိသို့ရောက်လာ၏တို့တွေးရင်းဆွေးရင်းပင်မျက်ရည်နှင့်မျက်ခွက်ရက်တွေသာပြောင်းလာသည်အကြောင်းကမရှာနာအဖြေမှလည်းဝိုးတိုးဝါဒအရှိတွင်သာရှိနေသေး၏ရင်းကဲ့သို့လက်ကင်ဘဝဇက်ကွက်ရှုပ်ရှက်ခက်ခဲ့သည့်ဤမာဘက်သို့4-5ရက်လွန်လာသည့်အထိမြမြတင်တွင်လင်စိတ်ကြောင့်အိပ်ရောအစာပါပြက်ခဲ့၏တာသမီဒီဟုသောရင်သွေးများကိုတိုက်ကျွေးရန်အတွက်ထွက်လာရသောနှိုးရည်တို့မြည်သည်မှာစင်စစ်မိခင်တို့၏အသွေးသားအင်အားမှဖြစ်ပေါ်လာရသောတဘာဝအစာဖြစ်၏တို့အလျောက်လေတာသမီနှိုးတစ်ကြိမ်ဆိုလျင်မိခင်၌တိတိတတအာရော့သွား၏ဤဒီကိုစာလောင်ခြင်းကအရိပ်လက္ခဏာအဖြစ်ပြ၏မြမြတင်သည်လေသူ့ရင်သွေးသားအားနှိုးချိုကြွေးပြီးတိုင်းစာလာတတ်၏သို့တော်သူမစားခြင်းလင်အတွက်ရဒတ်ပုံနေရသည်နှင့်စားလိုစိတ်လည်းမရှိနိုင်စားပြန်တော့လည်းမဝင်နှင့်အာအင်တွေပင်ရုပ်ရော့စပြုလာ၏ဖြစ်၏အကယ်၍သာဤလိုအခြေအနေမျိုး၌ခလေးတာမရှိခဲ့တော့မြမြတင်အစာဆို၍ဘာကိုတော်မျှစားနိုင်တော့မည်မဟုတ်စား၍လည်းဝင်တော့မည်မဟုတ်သည်မှာမြမြတင်လိုလင်ရှိမှခလေးတရအဖို့တန်တရရှိနေပွဲမလိုဟုထင်ရ၏ယခုတော့သူ့တွင်ရင်သွေးကရှိနေပြီဖြစ်၏သူအစားနဲ့လင်နှုတ်အထွက်လည်းနေလာ၏ခလေးနှုတ်မဝ၍တအားဖြစ်လာလင်ပေမြမြတင်မနေနိုင်စားကျင်စိတ်မရှိသည့်တိုင်အောင်ခလေးအတွက်နှုတ်ကလေးမှထွက်စီတော့ဟုသောမိဘမြစ်တာဖြင့်အစာကိုစွတ်မှိတ်၍မြူခဲ့၏သူအလွန်နှိမ့်ရှိုက်သောကော်ဖီကိုပင်စေးတောက်သလိုတောက်ခဲ့၏ကြောက်เสียလင်စိတ်ပါပေလုပ်ငန်းဖွင့်ရန်စကလေးကဤလိုကိုလာပိုနှင့်မနုကြီးတို့တပူးတွဲတွာလာနေမည်ကိစ္စတွေကယခုထိဆုံးကမတိုင်သေးလက်ကင်ဘဝကိစ္စအမှုပွေခဲ့သည့်ဤမာဘတ်၌မနုကြီး၏အမူအရာသည်တိတာရှာနာစွာပြောင်းလဲလာ၏အလှပြင်မှုသည်လည်းခါတိုင်းထက်နုလာ၏မြရည်ကိုပိုတို့လုပ်ငန်းကနောက်9ရက်လောက်ဆိုရင်ဆေးလိမ့်လိမ့်ဖို့စရတော့မယ်အဲ့ဒီလိမ့်တဲ့ယုံမာကမနုကြီးအုပ်ချုပ်ရမှာမို့သူ့ကိုငွေ100လောက်ပေးလိုက်ရှင်တယ်သူဝယ်ခြင်းနဲ့အဝတ်စားဝယ်ပါစေပေါ့ဒါမှသူလည်းစိတ်ပျော်လက်ပျော်ရှိမယ်အဝတ်စားလည်းတသက်ရဲဆိုတော့အလုံမှလည်းဂုံရှိတာပေါ့နော်ပေးလေပေးပေါ့မြကိုယ်တော်ပြောနေဖို့မလိုပါဘူးကိုပိုဒါအလုံနဲ့ပတ်သက်တဲ့ကိစ္စပဲမြမြတင်ကလည်းမှင်တေကလေးနဲ့ပင်လင်းဤအလိုဆန္ဒကိုတဝကြီးလိုက်လျောခဲ့၏ငွေ100မဟုတ်1000ပင်ပေးပေးမြမြတင်ညူစုမိမဟုတ်သို့တော့သူသားလွင်ပိုင်ဆိုင်ခွင့်ရှိသော1500အရှိကိုမူစနစ်တကျသာသုံးစေခြင်း၏ယနေ့လေမနုကြီးသည်ဇာနိုင်လွန်ရွကလေးဖြင့်အလှရှယ်ပြင်ဆင်ထားသည်မှာမြင်သူတိုင်း900လောက်အောင်ရှင်နေတော့၏ဘယ်သွားမလို့လဲမမကြီးဟူ၍ပင်မြမြတင်ကကြောင်ကနန်းလှမ်းမင်းပြီးတော့၏မေးစရာပေပင်အချိန်မှည9နာရီခန့်ဖြစ်သောကြောင့်တွားเสียကိစ္စသည်ဤအချိန်တွင်မရှိတို့နှင့်မြမြတင်ကလည်းတိရှင်သောကြောင့်အလောတကြီးမေးလိုက်မိရာဩ
ဒေါ်တော်စိန်တို့စီလျှောက်ပြီးမော်ဟင်ကသွားစားချင်တာနဲ့ဘယ်သူနဲ့သွားမှာလဲကိုပိုနဲ့လားဟုမေးလိုက်ရှင်သည်မှာရှာကလေးတရရဖြစ်နေ၏သို့တော်မမေးဖြစ်သေးသူ့အတော်ကလေးရှစ်တော်မနှုတ်ချီအားမေးလဲမမေးရနိုင်သလိုမတိတာကလေးငိုင်သွားရှာ၏ခလန်းလန်းရှိစာရေးစပွဲတွင်မူကိုလာပူသည်စည်ရင်စာအုပ်များဖြင့်တကုတ်ကုတ်ရေးရှိနေသည်ကိုတွေ့ရ၏အပြင်သွားရန်ဟန်အမူအရာမျိုးလုံးလုံးမရှိရွှေအတိဖြင့်အလုရှုံနေသောကြောင့်မမထွေးနှင့်တွားကြမယ်လို့ထင်ပါရဲ့ဟုတွေးမိကယခုမှပင်စိတ်ကလေးအေးသွားရှာတော့၏မြမြတင်ထင်ခဲ့သည့်အတိုင်းပင်မကြမီမထွေးတက်လာသည်ကိုတွေ့ရပြီးကဲလာတွားကြစို့မမကြီးဟုရိုးရိုးကလေးပင်ဝစ်စင်လာတော့မထွေးကပြောလိုက်တော့ကြောင့်အေးတွားတာပေါ့ဒီအရှိန်ဆိုတော်တော်တို့ဆိုင်ကလူသိမ့်ကျက်တာမထွေးရဲ့တော်ကြာမှတွားတာပေါ့မမနုကြီးကဤတို့ပြောလိုက်သည်နှင့်မထွေးလဲဂရင်စီတို့လျှောက်သွားကမြမြတင်လက်ထဲမှကလေးကိုအသာရှိယူရင်မြူကစားနေ၏မနုကြီးကမူရုတ်တရက်ဧကန်းဘက်သို့လှည့်ထွက်သွား၏ကိုလာပိုတွင်လဲလှည့်၍တော်မှကြည့်ဖို့မရပဲတကုံကုန်းပင်ရေးနေသည်ကိုတွေ့ရ၏မိနစ်ပိုင်းလောက်အကြာတွင်မနုကြီးပြပြတလဲဝင်လာသည်ကိုတွေ့ရပြီးကိုလာပိုဟိုမှာကိုတင်းမောင်လာနေတယ်ဟုလှမ်းပြောရင်းကပင်ကိုလာပိုအနီးသို့ရှောက်သွား၏မတင်ကားမှုတက်ခံကရှိနေရလောလားမသိကိုလာပိုနှင့်မနုကြီးတို့၏မြင်ကွင်းကလေးကိုပင်မြမတင်အဖို့မနှင်းမြုံနိုင်ရှိနေ၏မနုကြီးကဤသို့ပြောလိုက်သည်ဖြင့်ဆက်ခနဲလှည့်လာသောကိုလာပို၏မျက်နှာထားမှလေရခင်ကနှင့်ဆက်ဆံပုံမတူအမှုအရာထူးရှားလွန်းလာသည်ဖြင့်မြမတင်ရင်ထဲတွင်မရှိမရဲနှင့်နင့်သွားရှာ၏မနုကြီးအားလှည့်ကြည့်လိုက်သည်ကိုလာပို၏မျက်နှာထားမှာရိုးသားသောမကြီးနှင့်မတ်တို့၏အသွင်တရံမျိုးမဟုတ်ပဲတစုံတရာအလိုမကျ၍လင်းဖြစ်သူကမယားကိုကြည့်တကဲ့သို့သောဟန်အမူအရာမျိုးပါနေသောကြောင့်မြမတင်စိတ်ထဲ၌ကြိတ်ခဲမရဖြစ်သွားဟန်တူ၏ရင်းတို့လင်ကိုပိုကခက်မာမာကလေးကြည့်လိုက်သောကြောင့်မနုကြီးလည်းအလိုက်တိသောဇနီးတယ်လို့မျက်နာကလေးငယ်သွား၏ဤတီကိုလည်းမြမတင်တတိထားလိုက်မိ၏ချက်ချင်းဆိုသလိုကိုလှပိုအနီးမှမနုကြီးလှည့်ထွက်သွား၍ဧကန်းသို့ရောက်လောက်တွင်ပင်ကိုလှပိုတယောက်ကိုမနုကြီးဟုတ်ကဲ့ရှိပါတယ်ထိုင်လေးကိုတင်မောင်ဟုသောအမေးအဖြေတမ်းများထွက်ပေါ်လာ၏ဤတွင်ကိုလှပိုလည်းမနေတာတော့သည့်အတိုင်းစိတ်မပတပါအမူအရာဖြင့်တုံတုံမုံမုံပင်အခန်းထဲမှထွက်သွားတော့၏မြမတင်တွင်သူ့အတွေးနှင့်ငေးနေပြီးမထွေးကမူခလေးကိုသာတွင်တွင်မြူရင်းသဘောကျနေ၏နိုင်ဝက်နီးပါးများပွဲရုံကိစ္စရောဆေးလိပ်လုပ်ငန်းအရှင်နေများကိုပါဆွေးနွေးတန်ကြားနေရပြီးဒါနဲ့မြမတင်ကနေကောင်းနေတော့ဟုသောကိုတင်းမောင်၏မေးတံပေါ်လာ၏ဟုတ်ကဲ့နေကောင်းပါလေခလေးကလည်းတလုံးတစ်ခဲကြီးကိုတင်းမောင်တိတ်ရှိစရာကောင်းတာပဲလာလေဝင်ကြည့်ပါအောင်လားထိုအတန်များကြားလိုက်ရသည်နှင့်မြမတင်ကလေးအနေအထိုင်ကိုပြင်လိုက်ရ၏ချက်ချင်းဆိုသလိုပင်မနုကြီးဥဆောင်လျက်ဝင်လာကြတော့ကိုတင်းမောင်ကိုတွေ့ရကမြမတင်ကတော့ကျုပ်ကိုဘယ်မှမရွာပါနဲ့နော်ကိုတင်းမောင်ဆိုသူကမြမတင်နှင့်မနုကြီးကိုပါကြည်ရင်တပြိုင်တည်းဆိုလိုရော၍ပြောလိုက်တော့ကြောင်းဘယ်ကိုတင်းမောင်ကလည်းရွှေကျင်မာချိနေတာမဟုတ်နောက်မြမတင်ကလည်းငငယ်လေးတွေကရန်ကုန်ရောက်နေတော့ဘယ်မှတ်မိမလဲရှင်ဟုမနုကြီးကပင်အစဉ်ပြေအောင်ဝင်ပြေးလိုက်၏ဂိုင်းအခုတော့ဖြင့်ရွှေကျင်သူရွှေကျင်သားတွေတွေ့ကြစုံကြရပြီပေါ့ကွယ်ဦးလေးကရန်ကုန်မှာပဲနေချင်တာကွယ်အလောက်ကင်ကခတ်နေလို့အေးလေအခုတော့မြမတင်တို့ဖေဖေကောင်းမှုကြောင့်ဆန္ဒပြရပြီဆိုပါတော့ကဲတွားအောင်မေတူမကြီးကိုတင်းမောင်ဆိုသူလေခလေးကိုကြည့်၍အတန်ကြာမြူလျှော့နေပြီးမှမြမတင်အားဤလိုနှုတ်ဆက်၍အခန်းထဲမှထွက်ခွာသွား၏ကိုတင်းမောင်နှင့်မနုကြီးတို့ဝင်လာစဉ်ကကိုလှပိုပါမလာသည်ကိုမြမတင်တတိထားမိ၏အဘယ်တို့သောအကြောင်းကြောင့်ကိုလှပိုဧကန်ထဲတွင်နေရစ်ခဲ့သည်ကိုမြမတင်တွေး၍မရရခင်လာကြသောဧည့်သည်မိတ်ဆွေများကခလေးကိုကြည့်ရှင်သောတောင်းဆိုလာလင်ဖြစ်စေတခါတရံသူကပင်ဖြစ်စေခလေးကိုခေါ်၍ပြတတ်ရ၌ပြတလေးရှိနေခဲ့ဘူးသလားယခုအဘယ်မူစိတ်ဖောက်၍တယောက်တည်းရှန်နေခဲ့လေသည်။တို့အမြင်တလန်းတွေးနေခိုက်မှာပင်ကိုတင်းမောင်ကကိုလှပိုအားနှုတ်ဆက်နေတန်ကြားရ၏တရှိန်တဲမှလိုပင်မနုကြီးတကားပေါက်သို့ရောက်လာပြီးမထွေးအားခေါ်သွား၏ထို့နောက်တယောက်တည်းပြန်ဝင်လာတော့ကိုလှပိုမျက်နှာထားမှာထူးထူးရှားရှားပြောင်းလဲနေသည်ကိုတွေ့ရ၏မမကြီးတို့ကိုပိုလိုက်သွားပြီလေကိုတင်းမောင်နဲ့မော်ဟင်းငါစားတယ်ကိုလှပိုလေမကြည်မလင်အမူအရာဖြင့်ထိုမြတာဖြေပြီးစာရေးစပွဲစီတို့တဖြောင်နဲ့လှမ်းထွက်သွားတော့၏ယခုမှပင်အတိတ်ပဲအုပ်တုံအကုန်ရှင်းသွားတော့၏ကိုတင်းမောင်လာလေကြောင်းနှင့်မနုကြီးပြောစဉ်ကလည်းကိုလှပိုတွင်မျက်နှာထားအိုခဲ့၏ယခုကိုတင်းမောင်နှင့်မနုကြီး
မွန်ဟင်းငါစားသွားသည်၌လေကိုလာပိုမျက်နာမတာသည်မှာအဘဲတို့သောကိစ္စအကြောင်းခံနေ၍နီမြမြတင်စဉ်းစားရပြန်ချီပြီတွေးနေရပြန်လေပြီ9နှစ်နှစ်ပေါင်းတော့ခွန်ရ၏3နှစ်4ပေါင်းတော့ခွန်မင်ရ၏တဖန်6နှစ်1ကိုပေါင်းထားတော့လေခွန်သာရတဲ့ကဲ့သို့ကိုလာပိုနှင့်မနုကြည်တို့မိသူကမိတို့ပင်အမူအရာပြက်ပြက်အကြောင်းခံစရာမှာတစ်ချက်သေးတော့ရှိထိုတစ်ချက်မှာလေအထက်ပါကနန်းချင်းပေါင်းတဲ့ကဲ့သို့အကြောင်းမှာ1500ဒီဟုသောရှစ်ကိစ္စတွင်သာအရင်ခံနေ၏ဤအတိုင်းမြမတင်၏အဖြေတွင်အဆုံးတက်နေ၏ကိုချင်းတရားရောအစင်းစားအစင်ញဉာဏ်မှာကိုခန္ဓာနှင့်မဆန့်အောင်ရှံပြည့်နေသည်ထင်ရသောဝါမြမတင်ကထင်နေသောကိုလာပိုလိုလူတစ်ယောက်သည်ဤလိုကမောက်ကမကိစ္စမျိုးဖြစ်နိုင်တယ်လို့မြမတင်သည်မဖြစ်စေလိုသည့်ဘက်ကဖေး၍အလူရက်တွေးနေရှာပြန်၏အေးမိမသားချင်းလဲဖြစ်ကိုညီမချင်းလဲဖြစ်လို့မို့မမကြီးတတိပေးရအောင်မယ်မနုကြီးရောက်စားကကိုလာပုံမရှိကြိုက်တွင်ဤလိုစကားကလေးဖြင့်ဏိဒန်းတီလိုက်ပြီးမှယောက်ျားဆိုတဲ့တတ္တဝါတွေဟာနည်းနည်းမှစိတ်ချရတာမဟုတ်ဘူးတာမယာဖြစ်သူမှာကိုဝင်အရင်မှရှိနေတဲ့အချိန်ကစပြီးမွေးဖွားပြီးလို့2လလောက်ကြာတဲ့အထိဟိုမနုကြီးလဲစကားကိုရုတ်တရက်ဖျက်လိုက်ကတောင်မြောက်၄ပါးမျက်လုံးကလေးလှည့်၍ကစားလိုက်ပြီးမှမြမြတင်နာနာတို့ကတ်ခါတစုံတရာခက်တိုးတိုးရေရွတ်လိုက်၏မြမြတင်ကလည်းရှက်သွားတယ်လို့အမူအရာကလေးဖြင့်ခပ်ပြုံးပြုံးခေါင်းငိမ့်လိုက်တော့ကြောင်းအေးမိမတွေကိုသာမှုရှိုးမြစ်ဖက်ပြောလာပြောရဲ့ရေးလာရေးရဲ့တကယ်တမ်းမှာသူတို့ယောက်ျားတွေကတာဆိုးသေးတယ်ညီမရဲ့ဒင်းတို့မနေနိုင်ဘူးဒီလိုအခါမျိုးမှာသူတို့ဖြစ်တစားတွေစီသွားတတ်ကြတယ်အဲ့ဒါကိုကိုလာပိုကိုလည်းတင်းတင်းကြပ်ကြပ်ကလေးတတိပေးတာအောင်ညီမရဲ့တော်တော်ကြာတက်ခိနဆိုးနာပါလာလို့တားစင်မြေးဆက်ဒုက္ခတွေတွေ့နေအောင်မယ်အိမ်တော်ကြီးဝါခဲ့ပြီဖြစ်တော့အအိုမကလေးပြီးမနုကြီးတခါကစကားရှ၍တတိပေးခဲ့ပူ၏မနုကြီးလောက်ဝါမရင်စေကမူတနစ်တတအိုခဲရပြီးသူမြမတင်သည်သူ့အတွေ့အကြုံနှင့်မနုကြီးထံမှရခဲ့သောဘဟုတုတကိုစနစ်တကျတမအောင်မှွေနှောက်၍အပြေပအောင်စဉ်းစားကြည့်၏ဖြစ်နိုင်သည့်ဤမာဘတ်တို့ရှိန်ခွေညာအတော်တော်များများထွက်နေသည်ကိုမြမတင်အရှက်အလက်ခိုင်လုံစွာဖြင့်သဘောပေါက်လာ၏တို့အလျောက်လည်းမနုကြီးတတိပေးခဲ့သည့်နောက်တစ်နေ့နာပင်ကိုလာပိုအားလူကြီးတိတ်ရှိန်တွင်ကြိတ်၍တောင်းပန်ခဲ့၏ဟာစာပေတွေဒီလောက်လိုက်စားခဲ့တဲ့လူတစ်ယောက်ဟာဒီထိအောင်မိုက်ပါမလားမြရဲ့ဒါတော့စိတ်သာရှာဒီလိုအပျော်ပါးမျိုးကကိုတယောက်တည်းတင်မဟုတ်ဘူးကိုမယားရောသားသမီးတွေကိုထိခိုက်မဲ့အလုပ်မျိုးဆိုတာတက်ခစ်နဲ့ဆိုဖတ်ပြီးကလေးကအသေးထဲမှာဆွဲပြီးကြောက်နေတာသိလားကိုလာပိုကလည်းထို့တို့လင်ခြေနှလောက်သောဂတိကိုပေးခဲ့ဘူးသဖြင့်မြမတင်တွင်ဝမ်းသာအားရစိတ်အရှကြီးရှာနေခဲ့ရမှာယခုတော့တဖန်တစ်မျိုးတစ်ဖုံတွေးနေရလာပြန်ပြီခိလေသာထို့ထို့အရှိသည်အညစ်အကြေးဟုပင်မိသူကဆိုလူဟုသောတတ္တဝါတွေအဖို့၌ယင်းအရှိသည်အာဟာရတစ်မျိုးလိုဖြစ်နေ၏ထမင်းကိုနေ့စဉ်နှင့်အမျှစားနေကြရတော့လေရိုးသွားသည်ဟု၍မရှိထိုအရှိသည်လည်းဤနည်းနေနေမင်းဖြစ်၏လူသည်ထမင်းကိုအရှိန်တန်လင်မစားဘဲမနေနိုင်ခဲ့တကဲ့သို့အိမ်အောင်တဲ့ဟူသမျှတို့သည်လည်းတွေးတာလှုပ်ရှားလာသည်နှင့်အမျှအရှိဒီဟုသောအရာသာကိုမှီဝဲတုံးဆောင်ရမှစိတ်ဆန္ဒပြေပါ၏ဤကိစ္စ၌အဖို့အမခွဲရှား၍မရတွေးနှင့်ကိုတားနှင့်ကိုကြီးဖြစ်သောကြောင့်အလိုဆန္ဒခြင်းလည်းအတူတူပင်ဖြစ်၏ဤဒီကိုမြမတင်လေနားလေတဲ့လောက်သဘောပေါက်၏ခောက်မိထားသောကိုရိတ်ဘဟုတုဒကလေးအရာကိုလာပို၏အရှိဆန္ဒကိုသူကြကြနနသိတိခဲ့သည့်အလျောက်လေဤကိစ္စ၌အလိုက်တည်၍အရှိန်မှန်ယူရတတ်သောကိုလာပိုသည်လေယခုလိုရက်ရှည်လာမြသူရှိဆန္ဒကိုရှုပ်တီးထားနိုင်ပါမည်လောတညပြောဇိမ်မဲအလှနှင့်ဆန္ဒကိုဖြေးဖြောက်ရမှာယောက်ျားတစ်ယောက်အဖို့ခဲရင်သောကိစ္စမဟုတ်သို့တော်ဆိုခဲ့ပြီးသောဂရိစကားကြောင့်မြမတင်သည်ကိုလာပိုအားတန်တရာမရှိစေကမူဖြစ်ပေါ်လာသောအခြေအနေကြောင့်ကိုလာပို၏ဂရိစကားအနက်အကျယ်ကိုအကွက်လေအောင်စစ်တမ်းထုတ်နေမိပြန်၏ကိုလာပို၏ဂရိဝန်ခံစကားသည်ဇိမ်မဲနှင့်ပျော်ပါရန်ဆက်ဆုပ်သည့်သဘောမျိုးမပါနတ်ဆိုးယောဂါကိုကြောက်ရှင်းသည်တာအတိကအတိတ်ပဲလိုဖြစ်နေလျက်အကယ်၍ထိုဇိမ်မဲ၌အဘယ်သို့သောယောဂါမျိုးမှမရှိညာအံသူပျော်ပါကောင်းပျော်ပါလေမီလားဟုမြမတင်သည်နှိုက်နှိုက်ရွှွတ်ရွှွတ်တွေးလာ၏လူသည်အရှိန်တန်လင်ထမင်းစားတတ်၏အိမ်အောင်တဲ့တို့မိသည်လည်းအရှိန်တန်လင်အရှိစားတတ်၏လူသည်ထမင်းတို့ဟင်းတို့ကိုရှောင်တတ်ကြတော့လေအရှိစားလာသောအခါအဆိုးအကောက်မမြင်
အာသာပြေလင်ပြီးရောဟုသဘောထားတတ်ကြ၏ကိုလာပိုကမူအစိတ်လူးသောအစာကိုစားရသလောက်ဇိမ်မဲကိုကြောက်သည်ဆို၏သူပြောသလိုဆိုတော့ဇိမ်မဲမှာနတ်ဆိုးယောဂရှိလို့ကြောက်တယ်ဆိုတဲ့သဘောမျိုးဖြစ်နေပြီတကယ်လို့ယောဂကင်းနေဆိုရင်ကောမြမတင်သည်တွေး၍ရတတ်သမျှကိုကက်ကက်တက်တက်တွေးနေပြန်၏ကဲဇိမ်မဲလည်းမဟုတ်ဘူးနတ်ဆိုးလည်းမဟုတ်ဘူးဆိုပါတော့အဲ့ဒါလိုမိမမျိုးနဲ့တွေ့ပါပြီလေသူရှောင်မလားဤလိုတွေးလိုက်မိသည်နှင့်မြမတင်စိတ်ကလေးရုတ်တရက်လေးသွားတော့၏သူ့မျက်လုံးထဲတွင်လည်းမနှုကြီးကိုမြင်အောင်လာ၏မနှုကြီးသည်အချိန်တန်လင်းထမင်းစာတတ်တဲ့ကဲ့သို့အရှိလဲစာခဲ့ပူသောအိမ်တော်တယ်မကလေးဖြစ်ခဲ့၏ယခုတော့သူ့တွင်ရှစ်မိသူမရှိကျင်ဖော်နှင့်ပြက်ဆဲခဲ့သည်မှာလဲလာပေါင်းအတန်ကြာခဲ့ပြီဖြစ်၏သူသည်လဲသွေးနှင့်ကိုသားနှင့်ကိုမေဖြစ်ရာအရှိဆန္ဒသည်လဲအချိန်ကြာလာလျင်ပေါ်လာရမည်တာသို့တော့ယခုသူ့တွင်ကျင်ဖော်ကျင်ဖက်မရှိယောက်ျားများနီးသူအာသာဆန္ဒကိုပြင်ပတွင်လဲပြီးစလွယ်ဖြေဖြောက်၍မရအခွင့်အရေးလည်းမရှိတို့တိုင်အောင်ရှစ်တက်၍ရှစ်ရှင်ပြီးအရှိလဲခံလိုသေးသောအရှိနှင့်လာပေါင်းများစွာကင်းကွာခဲ့သည့်မနှုကြီးကဲ့သို့သောအရွယ်တော်တစ်ခုလက်မလေးတရားအဖို့အခါသိမ့်၍အခွင့်တာခဲ့သောမြမတင်လေဤနီးဤပုံဖြင့်တမျိုးတစ်ဖုံမြင်လာပြန်၏ကိုလာပိုလေထိုနီးနှင့်ရှစ်ပွဲပျော်ပွဲမဝင်ခဲ့ရသည်မှာအတန်ကလေးရှားခဲ့ပြီဖြစ်၏ရှစ်တက်၍ရှစ်ခဲ့ပူပြီးယခုလဲရှစ်ရှင်ပေအောင်မည်တာသူ့တွင်အခွင့်တာ၍အခါသိမ့်ခဲ့သည်ရှိသောဟုတ်မှာပါပဲသူတို့နှစ်ယောက်တော့ငါထင်တဲ့အတိုင်းတေချာနေပါပြီစိတ်ထဲတွင်ထိကြိုက်သွားသလိုမြမတင်လေမျက်စိကလေးမှိတ်ခါတို့လင်အန်တကြိတ်ကြိတ်ရေရွတ်လိုက်ပြီးမှဆက်ရေးစပွဲတွင်ထံ၍ယခုတိုင်အလုရှုံနေသေးသောကိုလာပိုအားလှမ်းကြည့်နေမိ၏သူမကလေးအိတ်သွားပလားညီမရေရုတ်တရက်လှမ်းဝင်လာရမှမနှုကြီးဤတို့မေးရင်ဂရင်အနီးတို့ကတ်လာ၏ဟုတ်ကဲ့အခုလေးတည်းမဲ့အိတ်သွားတယ်ဘယ်နဲ့မော်ဟင်းကကိုအတော်စားလို့ကောင်းရလားမမကြီးအေးဒါပေမဲ့ငဖဲကျော်ကုံသွားလို့အာတာတော့တဲမပြေခဲ့ဘူးညီမကြီးပြောနေရင်ကပင်မနှုကြီးလဲကိုလာပူစီတို့လှမ်းသွားကနက်ပြန်လိတ်သမားတွေဘယ်ချိန်လာမတဲ့လေကိုလာပို့ဟုမနှုကြီးကစရေးစပွဲတွင်လက်နှစ်ဖက်ထောက်၍မေးလိုက်သည့်တိုင်အောင်ကိုလာပို့မော်မကြီးတကုံကုံရေးနေရမှာပင်၈နာရီဟုခတ်တူတို့ပင်ပြောလိုက်တော့ကြောင်းဒါဖြင့်ကျမတို့9နာရီခွဲလောက်အရောက်သွားမှထင်တယ်နော်ဤတွင်လဲခက်ဆက်ဆက်မေးဖြေလိုက်၏ရောင်ရည်တော်လှည့်မကြည့်ပဲတစုံတရာမကျင်တတ်သလိုမျက်နှာထားသည်လဲအိုနေ၏မြမတင်တတိထားမိ၏မနှုကြီးလဲကြာကြာရက်မနေတော့ပဲရှာကနေလှည့်ထွက်လာကမြမတင်ကိုပင်နှုတ်ဆက်ဖို့မရအခန်းထဲမှမကြည့်မသာလှမ်းထွက်သွားတော့၏ကိုလာပိုတို့အတွင်ကြီးကတဖြည်းဖြည်းရှင်းလာပေပြီကိုတင်းမောင်လာစင်ကလည်းကိုလာပိုသည်သဘောမကျသလိုမျက်နှာထားတုံတုံနှင့်မှုန်နေခဲ့၏တဖန်ကိုတင်းမောင်နှင့်ပင်မနှုကြီးတို့မဟင်္ဂါစာထွက်လိုက်သွားသည်တွင်လည်းသူကျင်တတ်ပုံမရအခန်းထဲသို့ကိုတင်းမောင်ဝင်လာချိန်တွင်လည်းသူလိုက်မလားအမှုရာမှာအတော်ကလေးရှင်းနေ၏မြမတင်အကဲခတ်မိသလောက်ဆိုရင်ကိုတင်းမောင်၏အမှုရာနှင့်ဆက်ဆံပုံမှာမနှုကြီးအပေါ်တွင်အတော်ကလေးထူးခြားသည်ကိုသတိထားလိုက်မိ၏ဤသည့်အဖြစ်ကိုကိုလာပိုတိနေ၍ဤတို့လင်မကြည်မနှက်ဖြစ်နေသောအမှုရာမျိုးပြခဲ့လေခြင်းလောအဘဲကြောင့်မကြည်မနှက်ဖြစ်နေရပြီတနည်းဤကိစ္စမှာလေအရှားသောပြဿနာတစ်ခုအဖြစ်မပေါ်လာပဲမြမတင်တန်တရားမကင်းဖြစ်နေသည့်သူတို့နှစ်ယောက်မှောင်မားမိကြပြီလို့ဟူသည်တွင်သာအဆုံးသတ်နေ၏ထိုတန်တရားအတွက်အထောက်ထားတစ်ချက်သာလိုနေသည်ဖြစ်ယခုလိုတွေး၍ဆွေးနေရသည်နှင့်ပင်အသေးကွဲမတက်ရှိနေပြီဖြစ်ရာလာမိဘေးသည်တေးသေးကွဲ့ကွဲ့မဟုတ်ဒုနှင့်ဒဲနှင့်လာမိဘေးဒုက္ခမျိုးသာဖြစ်သည့်အတိုင်းအခုမဆိုင်ပဲကိုလာပုံနှင့်ထ၍ရှင်းလိုက်ရလင်ကောင်းလိမ့်မည်လားဟုမြမတင်စဉ်းစားနေမိ၏ဖြစ်သေးဘူးထင်ပါရဲ့ငါတွေးခဲ့တဲ့အထောက်ထားတွေဟာငါအမြင်မှာခိုင်လုံနေပေမဲ့သူတို့ကလှည့်ပတ်ပြီးညင်းလိုက်ရင်ငါပါတတ်နိုင်မလဲဤလိုတွေးရင်လဲစိတ်ထဲမှရေရွတ်မိကလက်ပူးလက်ချက်နှင့်ခိုင်ခိုင်လုံလုံမိမှပင်အထိကရရှင်းတော့မည်ဟုသောဆုံးဖြတ်ချက်ကလေးဖြင့်ခက်လန်းလန်းရှိသူ့ရှစ်လင်အားအသာငေး၍ကြည်နေမိ၏ဟုတ်ကဲ့ဒီပိုင်းကိုဒီမြနဲ့ရနာဝင်ပြပါခင်ဗျာကျန်တဲ့ပိုင်းတွေကိုနောက်နေ့မှဆက်ပြီးတော့ဖတ်ပြပေးတော့ပါမယ်စောင့်မျှော်နားဆင်အားပေးခဲ့ကြတဲ့တယောက်တယောက်ရှင်ဒီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာစာပေရှိသူများအားလုံးတာယာနာပွဲကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ